ရေထဲမှာပဲအမြဲနေတဲ့ငါးကိုကုန်းမော်ဆဲတင်ထားလို့ရှိရင်တစ်ဖြက်ဖြက်လှုပ်တယ်လို့မြတ်စွာဘုရားပေးထားတဲ့ဥမာလေးရှိတယ်သူကရေထဲမှာပဲနေကြဆိုတော့ကုန်းမော်ရောက်ရင်သူမနေတတ်ဘူးပေါ့အဲ့လိုပဲတရားဓမ္မတို့အင်းတို့ရဲ့စိတ်ကအမြဲတမ်းသူလိုလားတောင်းတတဲ့အာယုန်နဲ့ပဲအနေများဒါကြောင့်သူနေကြမဟုတ်တဲ့ကမ္မထာအာယုန်နဲ့နေတဲ့အခါမှာစိတ်ဟာတုန်လှုပ်တယ်ဒကမာကြီးများငါးတွေပါလေတက်စီလှုပ်ဘူးလားလှုပ်တဲ့အခါမှာငါးလေးတွေကရေထဲသွားရမှာဆိုရင်တော့နေကွေးလေးသွားလားတက်တက်လက်သွားလားအဲ့ဒါအမှတ်ရတယ်ဦးလေးကဟုတ်လားအလုံးစိတ်ဝင်စားတယ်နော်အိမ်ပြန်ရမယ်ဆိုတော့စိတ်ဝင်စားဖို့ဆိုရင်လည်းပဲအိမ်မှာတိတ်အဆင်မပြေလို့ပဲဖြစ်မယ်အဲ့တော့ဒါလေးကနည်းနည်းလေးသဘောပေါက်စေနေတာပေါ့စိတ်ရဲ့သဘာဝပုဂ္ဂိုလ်တ attva ပုဂ္ဂလဒိဋ္ဌံပြောတာမဟုတ်ဘုသူစိတ်ဘဝစိတ်ကိုရည်မှန်းပြီးတော့ပြောတာမဟုတ်ဘယ်စိတ်ပဲဖြစ်ဖြစ်ပုထုဇဉ်တ attva တို့ရဲ့စိတ်ကတော့ဒီတိုင်းပဲနော်သူနေကြအာယုန်ထဲမှာပဲသူနေခြင်းတယ်နော်သူနေကြမဟုတ်တဲ့မြင့်မြတ်တဲ့အာယုန်နဲ့ဆိုရင်သူကမပြောဘူးဒါလေးကအမှတ်ရလို့ပြောတာအဲ့တော့ဦးဇင်းတို့မိမိတို့ရဲ့နေငွေရောက်တဲ့ခါမှာဒီသူတော်ကောင်းတရားများဆုပ်ယုပ်မသွားစေဘူးမြတ်စွာဘုရားကတော့ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့ဘယ်လိုဟောလဲဆိုတော့ကုသိုလ်ကောင်းမှုတို့မှာတည်တတ်နေတယ်ဆိုရင်တောင်ငါမချီးမွမ်းသေးဘူးတဲ့ဆုပ်ယုပ်တယ်ဆိုရင်တော့မပြောနဲ့ပေါ့တိုးတက်နေမှသာလည်းငါချီးမွမ်းနိုင်မယ်လို့မြတ်စွာဘုရားဟောတယ်နော်ဆုပ်ယုပ်ခြင်းဆိုတာရှိတယ်တိုးတက်ခြင်းဆိုတာရှိတယ်တိုးတက်တာလည်းမဟုတ်ဆုပ်တာလည်းမဟုတ်နေငယ်လေးတိုင်းနေနေတာရှိတယ်ဘယ်အနေထားရခြင်းလဲလို့ငယ်ရင်လူတိုင်းကတော့တိုးတက်တယ်ဆိုတဲ့အနေထားကိုရခြင်းတယ်လို့ပြောမှာပေါ့ဟုတ်လားအေးအဲ့ဒါကိုယ်အိမ်ရောက်တော့တဲ့အခါမှာတိုးတက်ရင်တော့အကောင်းဆုံးပေါ့မတိုးတက်အောင်တောင်မှမဆုပ်ယုပ်ဖို့တော့လိုတယ်ပေါ့နောက်ဆုပ်ယုပ်သွားရင်တော့မကောင်းအဲ့ဒီဆုပ်ယုပ်မှုနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားတက္ကတိုင်တာမရွာမှာနေတော့ငါတဲ့နတ်သားတယောက်ရောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အားလျှောက်တော့ဆိုတော့မြတ်စွာဘုရားတဲ့ယဟန်တော်ရှင်မြတ်တွေအတွက်အမှုသစ်ကိစ္စတွေမှာပျော်မွေ့နေမယ်ဆိုလို့ရှိရင်စကားပြောတဲ့ကိစ္စမှာပျော်မွေ့နေမယ်ဆိုလို့ရှိရင်အိတ်နေရတာကိုပျော်မွေ့နေမယ်ဆိုလို့ရှိရင်သေချာပေါ့အဲ့ဒီယဟန်ဟာဆိုရုပ်လိုက်မယ်လို့လာပြီးတော့သူလျှောက်တယ်အဲ့ဒီတုန်းကယဟန်တော်တွေကအဲ့ဒီအချိန်လေးအဲ့ဒီအနေထားလေးမှာအဲ့လိုပဲအမှုသစ်တွေနဲ့စကားတွေပဲပြောပြီးတော့အိတ်ပြီးတော့ပဲနေကြတာများတဲ့အတွက်ကြောင့်အဲ့ဒီနတ်ကတိလို့လာလျှောက်တာလို့ဆိုတယ်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီနတ်ပြောတဲ့စကားကိုလက်ခံနော်အမှုသစ်ကိစ္စအသစ်ဟိုလေးလုံးလိုက်ဒါလေးလုံးလိုက်ဘာလို့လဲပဲမရမရှိဘူးပေါ့အဲ့လိုအမှုသစ်မှာပျော်မွေ့နေမယ်ဆိုလို့ရှိရင်စကားပြောမှုမှာပျော်မွေ့နေမယ်ဆိုလို့ရှိရင်အိတ်ဆက်မှုမှာပျော်မွေ့နေမယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ဟာဆိုးလိမ့်မယ်တဲ့ဒါယဟန်တွေအတွက်ပြောတာပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီနဲ့ပြန်သွားပြီဆိုတော့ယဟန်တော်တွေကိုခေါ်ပြီးတော့မြတ်စွာဘုရားအမိန့်ရှိတယ်တင်တို့ရဲ့အပေါ်ရွနေတာကိုနတ်တွေဟာတောင်သိတယ်ပေါ့ဒါကြောင့်ဆိုးရုပ်မှုမရှိအောင်ကြိုးစားရမယ်ဆိုးရုပ်ကြောင့်တရားနောက်ထပ်ပြီးတော့3ပါးမှတ်သားထားအောင်ဆိုပြီးတော့ဆိုးရုပ်ကြောင့်တရား6ပါးဟောတယ်စောစောကနတ်ပြောတာကိုလည်းမြတ်စွာဘုရားသဘောတူတယ်နော်ဒီပြင်သုတ်တဲ့နေမှာမြတ်စွာဘုရားကိုယ်တော်တိုင်အဲ့လိုဟောတာရှိဟုတ်လားနောက်ထပ်ပြီးတော့ဟောတဲ့ဆိုးရုပ်ကြောင့်တရားကဘာလို့ဆိုတော့အပေါင်းအသင်းမှာမွေးလေကိုပျော်ပိုက်နေမယ်ဆိုလို့ရှိရင်နော်အပြောအဆိုတွေခက်မယ်ဆုံးမရတာခက်မယ်ဆိုလို့ရှိရင်မကောင်းတဲ့မိတ်ဆွေတွေရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်လည်းပဲအဲ့ဒီယဟန်လည်းပဲတေချာပေါက်ဆွေးရုပ်လိမ့်မယ်တဲ့။သုံးမထပ်ပြီးတော့ပြောတယ်။အဲ့တော့အသေးစိတ်လေးတော့ဦးဇင်းကအကုန်လုံးရှင်းပြီးတော့မပြပါဘူး။ပေတဲ့ဘောတော်တော်တို့အလုံးဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေပဲ။အဲ့ဒါဆွေးရုပ်ကြောင့်တရားကပေါင်းလိုက်တော့ဒီသုတ်တန်ရဘယ်နှပါးဖြစ်သွားလဲ။6ပါးဖြစ်သွားတယ်။မှုကိစ္စအသစ်တွေမှာမွေးလျော်နေတာ။နော်အလုပ်လေးတွေပြောင်းသွားတယ်စိတ်ဝင်စားမှုလေးတွေပြောင်းပြီးတော့ဒီထဲမှာပဲပြောနေတာအဲ့ဒါကိုပဲစိတ်ဝင်စားနေဟုတ်လား
နောက်စကားပြောရတာကိုမပြင်းဘူးပြောနေနေတာပဲဟောအိတ်ဆက်ရတာကိုမပြင်းဘူးအိတ်ဆက်ခြင်းရဲ့အပြစ်ကိုလည်းမမြင်နိုင်ဘူးအချိန်ကုန်နေဆိုတာလည်းမတွေးနိုင်ဘူးအိတ်နေရတာကိုပဲပြောနေတယ်ဒါကြောင့်အိတ်ပျော်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွဲပြီးတော့သုံးတာအိတ်ရတာပျော်လို့အိတ်ပျော်တယ်တဲ့ဘယ်ချိန်ပျော်တာတော့မသိဘူးဒါပေမဲ့အိတ်နေတဲ့ချိန်မှာတယောက်ကလာနှုတ်မယ်ဆိုရင်တော့တော်တော်စိတ်တော်တခါလေဦးစင်းကအဲ့ဒီအိတ်တဲ့ကိစ္စကိုလည်းစဉ်းစားမိတယ်ဘယ်နာလေးမှာဘလို့လေးကောင်းလို့ဘလောက်ထိတတ္တဝါတွေကမမောနေတာတော့အဲ့တော့ဆန့်ကျင်ဘက်နဲ့ဘာစဉ်းစားမိတော့ဆိုတော့အိတ်မနေရတာကတော်တော်ကိုမကောင်းလို့အိတ်နေရတာကိုကောင်းတယ်လို့ထင်တာနဲ့တူတယ်လို့ဟုတ်တယ်အိတ်နေရတာကအိတ်မနေရတာများသောအားဖြင့်တော့တရားဓမ္မနဲ့နေတဲ့ပုဂ္ဂိုလ်တွေကိုတော့အလွတ်ထားပါလေကျန်တဲ့လူတွေကတော့လောဘဒေါသမောဟတွေနဲ့နေကြတာဒါပေမဲ့အိတ်မပြောတဲ့အချိန်မှာပင်ပန်းတယ်စိတ်ရောလူရောဒါကြောင့်မြတ်စွာဘုရားကမကောင်းတဲ့စိတ်တွေဖြစ်နေမှနဲ့ဆိုင်ရင်တော့အိတ်နေတာတော်သေးတယ်လို့ဟောတာလည်းရှိတယ်အိတ်တာကိုဘဝရဲ့မြုံငင်းလို့ဘာတိုးတက်မှမရှိတဲ့အတွက်တိုးတက်မှုမှမရှိတဲ့အတွက်ကြောင့်မြုံနေတယ်လို့ဟောတယ်ဒါပေမဲ့အဲ့ဒီမြုံနေတာမှတော်သေးတယ်တဲ့တောင်တွေးမြောက်တွေးပြီးတော့မဟုတ်တဲ့စိတ်တွေဖြစ်နေတာမကောင်းဘူးလို့ဟောတာရှိတယ်ငယ်ငယ်တုန်းကဦးဇင်းကလည်းပဲအိတ်တာအလွန်ဝါဒနာပါတယ်ခုလည်းပါတော့မှာပဲဟုတ်လားအဲ့ဒီအိတ်တာကိုမှတ်ရလို့ရှင်အဲ့ဒီဒေသနာလေးကခေါင်းထဲကိုအလိုလိုဝင်လာတယ်ကိုယ့်ဟာကိုခိုင်မာတဲ့အကြောင်းပြချက်ပေါ့ငါမဟုတ်လဲရှောက်တွေးနေမှာအိတ်နေတာတော်ပါသေးတယ်ဆိုလို့နော်ခုဒီမှာအိတ်ဆက်တာကိုဘာလို့ပြောတော့နောက်ဆုပ်ယုပ်ကြောင်းတရားလို့ပြောတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားထပ်ပြီးတော့ဖြည့်လိုက်တာကအပေါင်းအသင်းတွေမှာမွေးလျော်တာနော်ပြီးတော့ကိုကပြောရဆိုရဆုံးမရခက်တာနော်ဘုရားမှုရှိတဲ့ရိယတန်ဃာတော်ကြီးတွေသူတော်ကောင်းကြီးတွေဘယ်လိုပြောခဲ့တယ်ကြားဘူးတယ်ဒါပေမဲ့လိုက်နာဖို့ခက်နေတာပြောဆိုခက်တယ်ပေါ့နော်နောက်ပါတော့ရုံမာတဲ့မိတ်ဆွေရှိတာဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ရောစတော်ဘုရားကြီးကလင်္ကာလေးရှိတယ်ဆိုကြီးကတော့ तू ကဒီ6မျိုးတွေက4မျိုးပဲ तू ရေးပြတယ်ဦးဇင်းတို့စာပေလောကမှာတာကြီး4တာအဲ့ဒီအသုံးလုံးရှိတယ်တာဆိုတာညည်တွေဘာတွေမရှံဖို့အတွက်တာယိုကြီးတွေလုပ်တာရှိတယ်ကိုယ်အသုံးကြတဲ့ရေတွေရှံထွက်မသွားဖို့လည်းပဲတာယိုကြီးတွေဆဲထားတာရှိတယ်မလိုလားအပ်တဲ့ရေရောက်မလာအောင်တာယိုဆဲတာရှိတယ်လို့လိုလားအပ်တဲ့ရေတွေဆုံးရှုံးမသွားဖို့တာယိုဆဲထားတယ်လည်းရှိတယ်တာဆိုတာဘာလဲဆိုလို့ရှိရင်အသွားလာမရှိအောင်ပိတ်ထားလိုက်တာပါပဲဒါတာပဲအဲ့တော့တာဆိုတာကသူကဒါဗမာစကားအရာပြောတဲ့တာခုဒီမှာတာကအမှုသစ်မှာမွေးလျော်တာကိုပါဠိလိုကမ္မာရမတာလို့ခေါ်တာကမ္မာရမတာတာယုတစ်ခုစကားပြောမှုမှာမွေးလျော်တာကိုဘတ္တာရမတာတဲ့ပါဠိလိုလေးကဟုတ်လားပြီးတော့ဦးဇင်းတို့အိပ်ရှက်မှုမှာမွေးလျော်တာကိုကြောင့်နိဋ္ဌာရမတာနောက်မြတ်စွာဘုရားဆက်ပြီးတော့ခုနဟောတဲ့3မျိုးတွေကပထမတစ်မျိုးကဘာတော့အပေါင်းအသင်းမှာမွေးလျော်တယ်သင်္ကနိကာရမတာတာကြီး4တာအဲ့ဒီတာကြီး4တာကိုလုံအောင်ကားမယ်ဆိုပြီးတော့ဆိုကြီးကလင်္ကာဆောင်ပုဒ်ကလေးစီထားတာရှိတယ်နော်အပူအလုတ်အလွန်ရှုပ်ရုပ်တရားကင်းကွာသည်ကမ္မာရမတာကိုအပူအလုတ်လို့ဆိုကြီးကသုံးတယ်ဟုတ်လားအလုတ်ပူတွေလုံးနေတာအမသိတမှုမရှိတာတွေကိုလုံးနေတာဒါကိုကမ္မာရမတာအပူအလုတ်အလွန်ရှုပ်ရုပ်တရားကင်းကွာသည်အပူစကားအလွန်များတရားဆုပ်ယုတ်သည်အပူတွေပြောနေတာဘာမှမလိုအပ်တာတွေကိုပြောနေတာဘာမှတန်ဖိုးမရှိတာတွေကိုပြောနေတာဟုတ်လားအဲ့အနေများလုံးကြီးမှတ်လေတရားဆုပ်ယုတ်သည်အိတ်နေတာအလွန်များရင်တရားဆုပ်ယုတ်မယ်တဲ့ယောနောဆက်ဆံများလုံးပြန်ဧကံတရားဆုပ်ယုတ်သည်ယောနောဓာတ်တွေဆက်ဆံတာတွေတိတ်ညာရင်လည်းတရားဆုပ်ယုတ်မယ်တဲ့ဟုတ်လားတာယို4ခုလုံအောင်ပြုကောင်းမှုတရားတိုးတက်သည်ဒီတာယိုကြီး4ခုလုံအောင်လုပ်တာတဲ့ဟုတ်လားတရားတကူလုံမြော်ကိုတာယို4ခုလုံရမည်တဲ့ဆိုရင်ရေးထားတာအဲ့ဒါစာဝတ်တွေကတခုမှမရဘူးဒီမှာစာရွက်ထဲမှာရေးလာတယ်ကိုယ်လေးထဲမှာတော့ပါသွားသေးခြင်းတယ်အဲ့ဒါဟိုတနေ့ကအဲ့ဒီမှာကြီးမနှွယ်နေလှူထားတဲ့စာအုပ်လေးအလွန်တန်ဖိုးရှိပါတယ်အဲ့ဒီစာအုပ်လေးတွေကကိုကြိုက်တာလေးတွေကောင်းမဲ့ထင်တာလေးတွေကိုအကုန်လုံးစုပြီးတော့နောက်ကြောင်းလာတဲ့လူကိုဝေဦးမှာပဲလို့အဲ့လိုအောင်းမိတာအခုအဲ့ဒီဥစ္စာကိုပဲလက်တွေ့ကြကြဒီကနေ့ပြောမယ်လို့ဆက်ပြီးတော့ပြောမယ်ဆိုပြီးတော့
အစာမိုးလေးတွေကောင်းတာလေးတွေကြိုက်တာလေးတွေဒီနေ့ပြောမှနဲ့တင့်တော်တာလေးတွေရေးလာအဲ့တော့ဦးဇင်းတို့မစိုးရုပ်ဖို့အတွက်ရသော်ဘုရားဟောပြထားတဲ့နော်စိုးရုပ်ကြောင့်တရား6ပါးကိုရှောင်ဖို့လိုတယ်ပေါ့အဲ့ဒါခုနကရောဆိုရေးထားတာလေးကိုရုပ်ပြတာကတော့တာယူကြီးလေးကိုလုံအောင်ပြုဆိုတာလေးကိုကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုလေးကပ်ပြီးတော့မှတ်လို့ရှိရင်ပို့ပြီးတော့မမိလွယ်လို့အဲ့ဒါလေးကိုပြောပြတာစောစောကပြောတာလေးဒီတိုင်းပြစ်ထားလိုက်ရင်အဲ့ဒါကမေ့လွယ်ပြောက်လွယ်ရှိနိုင်တယ်အခုအားကြတော့ तू ကကိုသိနေတဲ့အနေထားဥပမာတစ်ခုထားပြီးတော့ပြောထားတာဆိုတော့စိတ်ထဲမှာမှတ်ရတာပို့ပြီးတော့ရှင်းတယ်စွဲတယ်ဒါကြောင့်ဒီလင်္ကာလေးကိုရွတ်ပြတာအဲ့တော့ကိုယ်မှမစိုးရုပ်ချင်ဘူးဆိုရင်ဒီတရားတွေမရှိအောင်နေရမယ်ပေါ့နောက်တစ်ချက်ကမိမိတို့ရဲ့အိမ်ကိုပြန်လာနေတရားဓမ္မတွေကိုဗာပြောချင်လို့ဆိုတော့အကောင်းဆုံးအဆုံးအမအကောင်းဆုံးဒေသနာလို့ပြောရမယ်မြတ်စွာဘုရားရဲ့အဆုံးအမပေါ့အဲ့ဒါကဘာလဲဆိုတော့အပ္ပမဒေနတမ္ပါဒိဋ္ဌဒါကဧကသုံးပုံအားလုံးအကျုံးဝင်တဲ့အဆုံးအမလို့တော့ဒီလိုပြောရအောင်အပ္ပမဒေနမမိမလျော့ခြင်းလို့ဆိုတဲ့တတိတရားနဲ့တမ္ပါဒိဋ္ဌသူတော်ကောင်းတရားကိုပြည့်စုံအောင်တိုးတက်အောင်ကြိုးစားကြရမယ်ရှင်းတော့သူတော်ကောင်းကြီးတွေကအပ္ပမဒတရားရဲ့တန်ဖိုးကိုသိကြလို့မြင်ကြလို့သီလယူပြီးတိုင်းသီလပြီးပြီးတိုင်းအပ္ပမဒေနတမ္ပါဒိဋ္ဌဆိုတာလေးကတော့ပြောပြအောင်ပြောဖြစ်သွားအောင်အစဉ်အလာလေးတစ်ခုလုပ်ခဲ့တယ်တရားဟောသည်ဖြစ်စေမဟုတ်သည်ဖြစ်စေအပ္ပမဒေနတမ္ပါဒိဋ္ဌဆိုတာလေးတော့ဘုန်းကြီးတွေကမရွတ်ဆိုလိုက်ဘူးလားရွတ်ဆိုလိုက်တယ်အဲ့လိုရွတ်ဆိုလိုက်တော့အောက်ကလူတွေကအာမဘန္တိပါဗျာလို့တော့လှုပ်သွားတာပဲအာမဘန္တိကပြောတာကောင်းပါပြီအဲ့ဒါကိုပြည်စုံအောင်ကျင့်သုံးပါမယ်လို့အာမခံလိုက်တာဟုတ်လားအဲ့တော့တကယ်တမ်းကအမာရိဏတမ္ပါဒိဋ္ဌဆိုတာတတိတရားနဲ့သူတော်ကောင်းတရားကိုပြည်စုံအောင်ကြိုးစားရမယ်ချမ်းသာတဲ့ချမ်းသာမှကိုရအောင်အထောက်ရမယ်လို့အဲ့ဒီအဓိပ္ပာယ်ရတယ်အဲ့ဒါလေးကိုပဲဦးဇင်းအခုအခြေချဲ့ပြီးတော့ပြောနေတာအဲ့ဒါကရောဆရာတော်ဘုရားကြီးရဲ့ဉာဏ်ကိုမှီပြီးတော့ပြောရမှာအခုပြောမှတွေကဟုတ်လားဆိုကြီးကပါရေးထားတော့ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေအပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေတဲ့ရသော်ဘုရားပြိဋိဘံသံဃာနည်းမှာဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါဒိဋ္ဌလို့ဟောဒီအဆုံးမကပစ္စည်းမဝဆနနောက်ဆုံးစကားပေါ့နော်အပ္ပမဒေနဘိက္ခဝေဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါဒိဋ္ဌအဲ့တော့ဝေယဓမ္မသင်္ခါရဆိုတာဘာပြောတာတုံးနဲ့ဆိုတော့ဒီမှာသုံးသက်တဲ့တူတူလေးနဲ့ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေဘဝရဲ့တဘာဝကိုမှန်မှန်ကန်ကန်သိပြီးတော့ဒီထိတ်လန့်တဲ့နဲ့ဒီတရားတွေရဲ့ပုံမှာထိတ်လန့်မှုအသိဉာဏ်နဲ့ရှင်တဲ့ဥဒ္ဒပတံဝေကပေါ့နော်တံဝေကဆိုတာဉာဏ်နဲ့ရှင်တဲ့အကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်တာကိုတံဝေကလို့ခေါ်တာနော်အဲ့ဒီကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်တဲ့ဉာဏ်တံဝေကရအောင်ထိတ်လန့်မှုရှိအောင်ဝေယဓမ္မသင်္ခါရလို့ပြောလိုက်တာတဲ့ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေအပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေအပ္ပမာဒဆိုတာအဲ့ဒီထိတ်လန့်စရာကောင်းတဲ့ဘဝတန်တရားကလွတ်မြောက်အောင်ဘယ်လိုလုပ်ရမှာတော့ဆိုတာရဲ့အတူတူကျင့်စဉ်ပဲတဲ့တတိနဲ့ဒီဒုက္ခဝတ်ကနေလွတ်မြောက်အောင်ကြိုးစားရမယ်လို့ဒုက္ခလွတ်ချင်တယ်ဒုက္ခငြိမ်းချင်တယ်ဆိုရင်ဘာနဲ့ကျင့်ရမလဲဆိုတဲ့ကျင့်စဉ်ကိုအတူဆုံးအနှစ်သာရအရှိဆုံးစကားလုံးနဲ့မြတ်စွာဘုရားကျင့်စဉ်ကိုပြောလိုက်တာတဲ့နော်ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေအပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေအဲ့ဒီနေရာမှာဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေဆိုတာလေးကိုပြောလိုက်တော့ဦးဇင်းကခေါင်းထဲမှာဘာမှတ်ရအောင်ဆိုတော့မြတ်စွာဘုရားဟောထားတဲ့တိဟသုတ်တံဆိုတာရှိတယ်မြတ်စွာဘုရားသူ့ကိုယ်သူရှင်သေမင်းကြီးနဲ့ဥမာပေးပြီးတော့ဟောထားတဲ့သုတ်တံပေါ့တောတောင်မှာအစွမ်းရည်တတိအထက်မြတ်ဆုံးဖြစ်တဲ့တောတို့ရဲ့ဘုရင်ရှင်သေမင်းအနေအိယာထားပြီဆိုလို့ရှိရင်သူအိတ်ဆက်တဲ့ကိုကနေနော်ထလာပြီးတော့ကိုယ်ကနေထွက်လာပြီးတော့အညောင်းညာဆန့်ပြီးတော့တောထဲကိုကြည့်ပြီးတော့၃ချိန်ဟောက်တယ်တဲ့ရှင်သေးတို့ရဲ့အတန်အဲ့ဒီရှင်သေးတို့ရဲ့ဟောက်တဲ့အတန်ကိုကြားလို့ရှိရင်မြေမာနေတဲ့မြေနေတတ္တဝါတွေကလည်းပြေးကြတယ်အောင်းငယ်မှာနေတဲ့ငှက်တွေပါတွေကလည်းပြေးကြတာပဲ
ရေထဲနေတဲ့တတ္တဝါလည်းရေထဲမှုတ်လျော့သွားတယ်တဲ့နော်တွင်းနေပါလေတဲ့အောင်းနေတဲ့တတ္တဝါတွင်းနေတဲ့ဝင်ပြေးရောတစ်မော်နေတဲ့တတ္တဝါတစ်မော်တက်သွားတယ်အကုန်လုံးထိတ်လန့်နဲ့တုန်လှုပ်တယ်မထိတ်လန့်တဲ့တတ္တဝါမရှိဘူးတကယ်လို့အဲ့ဒီတန်ကိုကြားလို့ဘယင်းနေပါလေမွေးပြူထားတဲ့ဆင်တို့မြင်းတို့ညံကြားမယ်ဆိုရင်သူတို့ကပြေးလို့မရကျိုးနဲ့ချီထားဆိုအဲ့ဒီနားတယ်ကျင်ကြီးကျင်ငယ်တွေထွက်ကုန်တယ်တဲ့ဟောရှင်နေမင်းရဲ့ဟိန်းဟောက်တဲ့အတန်ကအဲ့ဒါလောက်တိရစ္ဆာန်တွေရဲ့ပုံမှာအရှိန်ဝါရှိတယ်အကျိုးသက်ရောက်မှုရှိတယ်လွှမ်းမိုးနိုင်မှုရှိတယ်ဒါကပဂရိချင်းသေးပေါ့အဲ့မြတ်စွာဘုရားကလည်းအဲ့ဒီချင်းသေးလို့ပဲတဲ့လောကသုံးပါးမှာအတိရုဉာဏ်တို့ကိုရလို့တပ်ပညုတဉာဏ်ကိုရလာတဲ့အခါမှာမြတ်စွာဘုရားလည်းဟိန်းဟောက်တယ်ဘာကိုဟိန်းဟောက်တုံးဆိုတော့အမှန်တရားကိုအဲ့ဒီထဲမှာတော့တစ္ဆာ၄ပါးကိုပြောထားတယ်တစ္ဆာ၄ပါးကိုတက္ကာယဆိုတဲ့အသုံးနှုန်းလေးနဲ့ပြောတယ်တက္ကာယဆိုတာယုတ်တဲ့နန္ဒသဘာဝတရားကိုတက္ကာယလို့ခေါ်တယ်ထင်ရှားရှိတဲ့ယုတ်နံကိုတက္ကာယလို့ခေါ်တယ်ဟုတ်လားဒါတွေဟာတက္ကာယတရားတွေဆင်းရဲတဲ့တရားတွေမတည်မြဲတဲ့တရားတွေဒီတက္ကာယတရားတွေဖြစ်ခြင်းရဲ့အကြောင်းတရားကတော့လောဘပဲလောဘချုပ်မှတက္ကာယဆိုတဲ့ဒုက္ခချုပ်မယ်ပေါ့နော်ဒီလောဘချုပ်ပြီးတော့တက္ကာယချုပ်တဲ့ဒုက္ခချုပ်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုရင်မဲခင်၈ပါးကိုပေါ်မြင်ရမယ်ဆိုပြီးတော့ဒုက္ခနဲ့ဒုက္ခရဲ့အကြောင်းတရားဒုက္ခချုပ်ခြင်းနဲ့ဒုက္ခချုပ်ခြင်းတို့ရောက်စေတတ်တဲ့အကျင့်သစ္စာ၄ပါးဒီချက်ပြန်မှတ်မယ်နော်ဒုက္ခနဲ့ဒုက္ခရဲ့အကြောင်းတရားတစ်စုံနော်ဒုက္ခချုပ်ရနဲ့ဒုက္ခချုပ်ရတို့ရောက်စေတတ်တဲ့အကျင့်တစ်စုံအဲ့ဒါကိုမြတ်စွာဘုရားဟောပြတယ်အဲ့ဒါချင်းနေမင်းကြီးရဲ့ဟိဟောတဲ့အတန်ပဲတဲ့မြတ်စွာဘုရားရဲ့သစ္စာတရားကိုကျူးရင်တဲ့အတန်အဲ့ဒီအတန်ကိုကြားတဲ့အခါမှာနော်အလွန်တတန်းရှိတဲ့စီးရင်ကြီးကြတဲ့ဗြမာတွေတောင်မှထိတ်လန့်နေတဲ့မြတ်စွာဘုရားရဲ့အဲ့ဒီတရားအတန်ကိုကြားတဲ့အခါမှာဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုတို့ရတယ်ဘလို့ထိတ်လန့်လို့ဆိုတော့သူတို့ချင်းချင်းပြောကြတယ်တဲ့အချင်းတို့မတို့ဟာကိုအကြာကြီးခိုင်မြဲနေမယ်တီးနေမယ်လို့ထင်ကြတာကောင်းတယ်လို့ထင်နေတာတကယ်စင်စစ်တို့ဟာမတည်မြဲတဲ့မကောင်းတဲ့တရားတွေပဲအကျုံးဝင်နေတာတဲ့တို့ရဲ့အခြေအနေတို့ရဲ့ဘဝတို့ရဲ့အနေအထားကမတည်မြဲတဲ့မကောင်းတဲ့အနေအထားတွေမှာပဲအကျုံးဝင်နေတာတဲ့လို့တို့သိတယ်အဲ့ဒါကြောင့်တို့အလွန်ထိတ်လန့်နေတဲ့တတန်းရှိတဲ့စီးတင်ကြီးတဲ့နတ်တွေတောင်ထိတ်လန့်နေလို့ဆိုတယ်အဲ့တော့ဦးဇင်းကမနေ့တုန်းကလမ်းလျှောက်ရင်းနဲ့အဲ့ဒါကိုစဉ်းစားကြည့်တော့ချင်းသေးအော်ချင်းသေးဟောက်တန်ကြားတဲ့အခါမှာကြားတဲ့တတ္တဝါတွေအိရှင်တွေအကုန်လုံးလန့်ကြတယ်နော်တကယ်လို့မကြားတဲ့တတ္တဝါတော့မကြားတဲ့တို့ကြောင့်သူတော့လန့်မှာမဟုတ်ကြားမှမကြားတာဆိုတော့ तू ကမလန့်နိုင်ခုလိုပဲမြတ်စွာဘုရားဟောပြတဲ့ဒီတရားစံတွေကိုမကြားတဲ့လူတွေကတော့ဘယ်လိုမှထိတ်လန့်မှုတန်ဝေကမရနိုင်ဒီနေ့မှာကြားရဆိုတာကရုံးလိုက်တဲ့အတန်ကိုနားနဲ့ကြားတာလောက်ကိုရည်ရွယ်တာမဟုတ်ဘူးဟုတ်လားဉာဏ်နဲ့အသိနဲ့ထိတွေ့နိုင်တဲ့အနေအထားကိုရည်ရွယ်တာဟုတ်လားဒါကြောင့်တယောက်နဲ့တယောက်အဲ့ဒါကလည်းမတူတဲ့အခါကျတော့ထိတ်လန့်မှုတွေကလည်းမတူဘူးเนาะကြားဖို့ကတော့ပဂရိနာနဲ့ကြားဖို့ကတော့တိတ်အခက်ခဲမရှိပါဘူးဒါတော့တိတ်တော့မလွယ်လားအဲ့ဒါတော့တော်တော်ခက်ခဲတယ်ပဂရိနာနဲ့ကြားပြီးတဲ့နောက်မှာဉာဏ်နာနဲ့ထိတွေ့နိုင်မှုကြတော့တယောက်နဲ့တယောက်မတူနိုင်ကြဘူးเนาะဘယ်လောက်ထိကြားမတော့ဝိရဝါဒလောက်လေးပဲလားပြီးပြီးသားသားကြီးပဲလားဒါတော့တယောက်နဲ့တယောက်မတူနိုင်အဲ့ဒီကြားမှုရှိမှသာလေထိတ်လန့်မှုဆိုတာဖြစ်နိုင်ကြားမှမကြားပဲနဲ့အေးစီလေးပဲဟုတ်တယ်မို့လားဒါကြောင့်လောကလူသားတ attva တွေဘာကြောင့်တယောက်နဲ့တယောက်ထိတ်လန့်မှုအကြီးအသေးအနည်းများကွာနေတာတော့လို့မေးရင်အဲ့ဒီကြားမှုကွာသွားလို့ပေါ့ဟုတ်လားအေးဒါကြောင့်ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေအပမာဒကျင့်စဉ်ပြဘဝအနှစ်တွေနော်ဆောင်းမုတ်လေးတွေကဦးဇင်းကချပေးတဲ့အလေးကတိတ်မရှိဘူးကိုယ်ပဲရှိရပဲဆိုသွားတာပဲများတယ်ဟုတ်လားတော့ချိန်ကုန်တော့တတ်တာပေါ့လေချပေးရင်လည်းပဲတစ်မျိုးကောင်းပါလေနည်းနည်းတော့စွဲရသွားတာပေါ့ဟုတ်လားစိတ်ထဲမှာအဲ့တော့ဒါတော့ပြောချင်တာလေးကအများကြီးရှိတယ်အဲ့တော့အပမာဒကျင့်စဉ်ပြဘဝအနှစ်တွေဒါခုနှစ်လုံးလုံးကျင့်သုံးခဲ့တဲ့လုပ်ငန်းစဉ်ရဲ့အနှစ်ချုပ်ဟာဒီအပမာဒနဲ့နေဖို့ကြိုးစားအထောက်ကြတာပေါ့နော်နောက်လည်းပဲဒီအပမာဒနဲ့နေဖို့ကြိုးစားရင်းနဲ့ပဲဘဝရဲ့အနှစ်သာရအစစ်အမှန်ဖြစ်တဲ့အတိအဉာဏ်ကိုရအောင်ကြိုးစားကြရပါဆက်ပြီးတော့ဆိုရင်ရေးတာလေးကိုပေတတ်တော့ကိုနည်းနည်းလေးတော့အရာသာခံကြည့်စေခြင်းဦးဇင်းနော်ကိုယ်စိတ်ထဲမှာကောင်းတဲ့ထင်ရင်သူများကိုလည်းကောင်းမယ်လို့အဲ့လိုစိတ်ကလည်းထင်တာဒါလည်းများသောအားဖြင့်သဘောထားတွေကတူရက်ပါတယ်အာရေးထားတယ်ဆိုတော့အတိမပါတတိမပါအတိကွာရှိတာအကုန်ရှုံးတယ်စကလုံးအလုံးကြစ်လိုက်တယ်နော်တတိမပါအတိကွာရှိတာအကုန်ရှုံးတယ်
Adong Junya Net a la swa a gong dong Uma Sabia. The Rigo Gan Sego Nan Jankai sing the lone, sing Suraro Amazo Mele. Hola, did don't jolly, a lot of vocal. Hola, that you in any Jansina Jim. The Dimaba a dequan Shida a gong shown. The Dimshi no Bama Mamangan Tida a deal, Yamama Ho. Hello, Solution. Koya Quay Yan and Data a gong lone. Song song doa, nói chuyện công nông cùng song video line này là vậy đấy, không là video này cô bay này thế này giờ đây là bộ áp chế gì thì song bị sửa này đã lại công nông song song doa mà vậy, rồi từ đó mà tháo lại này người sửa nó xem mà này đi cùng mà nhá đấy bây giờ, xí ra đấy song doa đấy xí ra đấy cái con gì đấy le, con gì đấy ole chỗ này này, không là yang này như xí đấy anh đi tháo bỏ nó, ta đấy le chỗ này này, bây giờ chân này cái le bảo mà khai mà đấy bây giờ song song doa mà vậy, tao le bây mà chỗ này mua là chỗ này để ta trong tự tin mà tí quả xí đã ở cùng show đồng chú nhà nghe là xóa ở cùng đồ này nghe được không đồng chú vì số mà đâu tôi mà phá xóa mà mình xí đâu tôi là đi đây về chia sẻ đây tôi đâu à ô không là ta trong tự tin xí u số nào để làm đâu xin được à nó đồng chú đây nghe lụp xem này ta trong xí tôi đâu bao nhiêu gì ra lấy xí đây một là tự đi lên luôn nghe đồng chú vấn đề mà kiếm gì đấy nó tự đi lên luôn này nó nghe đồng chú tôi luôn vô xóa mà xí rồi về này là vô sinh ra mà về đi ra mà vấn đề mà kiếm này mũ lộ ở lộ phiêu là không là ta trong tự đi vô cái xây của này chẳng thành sinh được luôn này nó tự đi vô là cái này về xuyên nó có xây của lên này lính về đấy cái đó của họ luôn đi mà tin nhầm gì nhà này khai mà này này nó diễn chia để lão thị khai mà này mà đâu nó sinh được luôn rồi rồi không là sinh cái lý được luôn rồi bỏ đấy alone đang vô xí đấy alone khai mà đấy sinh ngã mà cho đông được cho à một là lâu cái này này về truy nó cho nhà ngủ xíu số đầu lên về khán giả chi này nó chẳng là để phụ đàn này số đầu mà chi bị rồi về khán giả chi này thì sinh được lớn số đấy sẽ ra liều không là ta cả đôi đi bộ cái liều cho lại đấy nào đến đi bộ cái liều bao nhiêu đâu từ đi mà bà tí quả mà bà yêu lì đấy đã xia ra luôn này rồi đủ đấy tí là từ đi mà bà tí quả mà bà yêu lì là yêu lì yêu đoà đấy từ đi mới xí đấy chuyện là yêu gì yêu là một yêu lì yêu này là nó là sao bây giờ sẽ bị đâu lo gì đâu yêu lì rồi thật toa gì chỉ lì thì ao về hay thì yêu lì này vẫn nên mà nói là chỉ lì thì ao về đấy đó là chỉ đó đấy bây giờ nó biểu này là cái này biểu anh số ba bên nhà mà chuyện mà xíu đó chỉ bị rồi chuyện mà xíu rồi anh biểu là không là thì mà nó số gì anh mà biểu nó từ đi mà bà tí quả mà bà yêu lì thì thật toa gì chỉ lì thì ao về đó yêu lì số nào nên lì xem là gì đấy chứ yêu là ô mà anh tin gì u lột biểu là vậy không được một lần tôi tin này thì cái mà này là để cha gì vậy cháu sẽ con nào là tôi cháu chỉ mà cháu mẹ aku sẽ là tôi thiên nhiên mà thiên mẹ ô mà anh tin này aku nông tôi à bao nhiêu béo nhàn phiền ta bây giờ là yêu đấy anh đi thao bây giờ sao đấy mà đâu sao thì anh em xin em khỏe này mu mí này xuyên em khỏe này mu xuyên nó yêu gì rồi thì lúc đó đã rồi yêu gì rồiပြောlà hoặc là số yêu thì lâu thì đâu mà yêu gì thì nó lâu mà yêu là gì vậy không là akuပြောlà rồi tôi yêu lì đấy tôi nông mong đấy à không là ở đó số lượng là thì tôi bảo tiếng này bắt đầu bị đó mà mang càng mất tiêu tôi của yêu này cũng mà bị lại đó khi này là cái cha thế này là cái cha không là ở đây một lúc bao lâu yêu lì lúcပြောlà ở đây thì mình xí đấy chứ mà tí mình xí đấy bây giờ tôi tí em này hả aku nông mong mà này đó ta chẳng tí mà bà tí quả mắt bà yêu lì thì thật đó gì chỉ lì để ao về bố bị đó tao mới cái gì không ngày đó mà rồi cô yêu lì này cô lâu lì này cô đó xem gì đấy lúc thiên hạ đấy để tham yêu lì này nề lúc ya đấy nề lúc lười đấy không là ta chỉ là vì số đó khét đấy chỉ để lười vô cô mà chỉ để nghe sao được làm chỉ mi à cô chỉ là đó mà lười vào lá số đấy tuyên miêu tuyên biết đấy không là mà được cô long công nào lên mà xíu ông chỉ nghe sẽ sang nhà lên người nó mà lùm mà hồ vũ lùi chỉ vì số tiền biểu lùi mà tôi nhìn nào đó tôi nói là lùi với cái đang à có được không là lùi mà nên lùi mà đã đi ngang mới lùi xe là thì lùi ra ngang là bỏ chi là sao ấy đây xây còn xí này là anh lùi ra cô tiền biểu lùi mà tôi lùi chuyện tôi đâu lâu khang ra mà đã xem ra gì không có được không là
အဲ့ဒီအနေထားကိုကိုရအောင်မှာအဲ့တော့ကိုရောက်မှာပဲကိုချင်းစာနိုင်မှာပေါ့နော်ကိုချင်းစာတတ်တော့ကိုယ့်ထက်ကလူတွေကမရှိကြတော့ဘူးဝန်နေစရာတော့တော်တော်ကောင်းတယ်ဒါကြောင့်လူကြီးရဲ့အနေထားကိုလူငယ်တွေကလည်းနားလည်ပြီးတော့သူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်မှုလေးလေးစားစားမေတ္တာထားပြီးတော့ဆက်ဆံနိုင်မှုလိုပါတယ်ဟုတ်လားခိုင်တာထားပါတော့အဲ့တော့အယူလေးတွေထပ်သွားကြည့်ကြီးလေတရားဝေးကြီးတဲ့အခါမှာအဲ့ဒါတရားမရှိလို့ရှိရင်ဒီအိုခြင်းတရားရဲ့ထောင်းထုတာအိုခြင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အစင်မပြေမှုတွေတေချာပေါက်တွေ့ရလိမ့်မယ်ရှင်ဆရာတရားဝေးတာကငယ်တုန်းတရားဝေးတာကသူ့အာယုနဲ့သူနေကြပေါ်တော့နည်းနည်းတော်သေးတယ်လို့ဆိုနိုင်တယ်ဝေးတာတော့ဘာဝေးတာမှမကောင်းဘူးပေါ့ဟုတ်လားသို့တော့ကြီးလို့တရားဝေးတာပူပြီးတော့အယုံဆိုးတယ်အကြီးတန်းတယ်နော်ဒါကြောင့်မလို့တတိရှိအောင်ကြိုးစားရမယ်ပေါ့တတိကိုယ်ကံမရင်ရိုင်ကြန့်ခိုင်စိတ်ငြိမ်အေးဆိုပြီးတော့စိတ်ငြိမ်အေးဆိုရရေးနော်တတိရှိလို့ရှိရင်နော်စိတ်ဟာအလွန်ကြန့်ခိုင်တဲ့ငြိမ်အေးမှုရှိတယ်ဆိုတော့ဒီလိုလေးရေးတာဒါကတတိယပြောလို့တဲ့ဦးဇင်းရဲ့နော်စလိုကြီးရဲ့ဆောင်းပုတ်ကလေးပေါ့နော်နောက်၄ခုမြောက်ဒါလေးကဟိုတနေ့ကတော့အရေးမြက်ကလေးပြောလိုက်သေးတယ်ဘာပြောတော့ဒါလည်းပဲအပမာဒပါပဲအပမာဒမြတ်ဓမ္မပင်မခလုတ်ညီတကျိုးပမာဆက်သွယ်ကတတ္တာကောင်းရမည်ဝရိယမှာခလုတ်တာကောင်းစွာနှိမ့်ရမည်ပညာမီးအောင်ထွန်းလင်းပြောင်မြင့်ခေါင်လှစွမ်းရည်တဲ့အလွန်ကောင်းတဲ့ဒီဆောင်ပုံလေး၄ပုံလဲနော်ဦးဇင်းတို့တကျိုးလေးတွေနဲ့တွေ့ထားတဲ့မီဒီလေးတွေလင်းလာဖို့အတွက်နော်ဘာတွေလိုလဲဆိုတာပြောတာဒီအလင်းရောင်လေးရှိမှမြင်နေမြင်လိုက်တာကိုမြင်တာနော်မတိုက်အောင်မခိုင်းပြီးအောင်သွားလို့လာလို့ရတာလှုပ်လို့ကိုင်းလို့အလုပ်လို့ရတာဒီအလင်းရောင်ရှိမှအဲ့တော့အဲ့ဒီအလင်းရောင်ဆိုတာဘာကိုပြောတာပညာကိုပြောတာဟုတ်လားဘဝမှာအသိဉာဏ်ပညာရှိမှနော်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုနားလည်မယ်မလှုပ်တဲ့မလှုပ်ထိုက်တဲ့အလုပ်ကိုနားလည်မယ်ရှောင်တဲ့ရှောင်တိုက်တာကိုရှောင်နိုင်မယ်နော်ဆောင်းတဲ့ဆောင်းတိုက်တာကိုဆောင်းနိုင်မယ်ဒီအသိပညာလေးလင်းနေဖို့လိုတယ်ပေါ့လူတိုင်းရဲ့ဘဝမှာအဲ့ဒါလင်းနေတယ်ဆိုလို့ရှိရင်ပထမဦးစွာမီဒီနဲ့ပြမတကျိုးကြီးနဲ့ဆက်သွယ်ထားတဲ့ကျူးလေးတော့တတ်ထားဖို့လိုတယ်ဟုတ်တယ်မို့လားအဲ့ဒီကျိုးကဘာကိုပြောတာလဲဆိုတော့တတ္တတရားကိုပြောတာတဲ့တကျိုးပမာဆက်သွယ်ကနော်တတ္တာကောင်းရမည်ယုံကြည်မှုရှိမှဒီညာအလင်းရောင်ကကိုယ့်စီကိုစီးဝင်လာနိုင်မှာဘာမှယုံကြည်မှုမရှိဘူးဆိုရင်ဘာမှအသိရှိအောင်သူလုံးမှာမဟုတ်ဘယ်လိုမှသူ့ဘဝမှာနော်အလင်းရောင်နဲ့အသိဉာဏ်အလင်းရောင်နဲ့နေရမှာမဟုတ်ဒါကြောင့်တရားကိုဆရာကြီးကတကျိုးလေးတွေ့ထားတယ်လို့ပြောတာအလွန်ထိမိတဲ့ဥမာပါပဲဟုတ်လားအေးအဲ့တော့ဒီမိလေးလင်းဖို့အတွက်ခလုတ်ကလေးတော့လည်းနှိမ့်ရအောင်ပဲတဲ့အဲ့တော့ခလုတ်ကဘာလို့ဆိုတော့တတိကိုပြောတာတဲ့ဟုတ်လားနှိမ့်တယ်ဆိုတာကဝရိယကိုပြောတာတဲ့အဲ့တော့ तू ကဘာပဲကြံလို့ဆိုဘိုလ်တို့အိမ်တွေတို့ရှုတော့မှကြည့်မယ်ဆိုရင်တမာတိတစ်ခုပဲကြံတော့တယ်ပညာအလင်းရောင်လေးလင်းဖို့အတွက်နော်တတ္တတရားဆိုတဲ့ဓာတ်ကြိုးလေးနဲ့တွေ့ပြီးတော့တတိဆိုတဲ့ခလုတ်ကိုဝရိယနဲ့နှိမ့်ရမယ်လို့ပြောတာ။ကိုင်းဘလောက်ကောင်းတော့ဒီဟာဟုတ်လားအဲ့တော့တတိခလုတ်ကနှိမ့်မိဖို့လိုတယ်နော်အဲတတိနဲ့ဝရိယနဲ့ကတိုးရဲနေတယ်အနှိမ့်တော့နှိမ့်ချင်တယ်ဘာနဲ့နှိမ့်ရမှမသိဘူးဆိုရင်လည်းပဲခလုတ်မရှိရင်လည်းပဲသူကအလုံးမဖြစ်ဘူးခလုတ်တော့ရှိပါရဲ့အနှိမ့်ဘူးဆိုရင်လည်းပဲဒါကလင်းလာမှာမဟုတ်ဝရိယနဲ့တတိကတိုးရဲနေရအကျိုးသားပဲနဲ့တတိမရဘူးနော်အကိုင်းဘလောက်ပဲနှိပ်ပါတယ်ပြောဘလောက်ပဲနှိပ်ချင်ပါတယ်ပြောယုံကြည်မှုကြိုးကြီးကပြတ်နေတယ်ဆိုရင်လည်းပဲမိရလင်းအောင်မှာမဟုတ်ယုံကြည်မှုကြိုးပြတ်နေတယ်ဆိုရင်တော့ခလုတ်ကိုနှိပ်ဖို့စိတ်ကူးရှိမှာဟုတ်ပါဘူးဒါကဟုတ်လားဒါကြောင့်ဒီဆောင်ပုံလေးတွေပဲမှတ်သားကြရမကောင်းဘူးလားနော်ဒီခလုတ်ကလေးနှိပ်ပြီးတော့ကိုယ့်ရဲ့ဘဝလေးကိုအသိဉာဏ်အောင်နဲ့လင်းလင်းချင်းချင်းလေးရှိအောင်ကြိုးစားရမယ်ပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့၄ခုမြောက်ဆိုဘုရားကြီးရဲ့ဆောင်ပုံကလေးဒါဦးဇင်းရှင်းပြနော်ဘဝမှာအပမဒတရားနဲ့နေဖို့ဘလောက်အရေးကြီးတယ်လေအပမဒတရားရဲ့တန်ဖိုးဘလောက်များလဲဆိုတာလေးကိုနောက်ရှိတော့အတီးလေးကနေပြီးတော့ကျေကျေပြန့်ပြန့်နားလည်နိုင်ဖို့ဆိုတာကိုဦးဇင်းတို့ရည်ညွှန်းပါတယ်ဟုတ်လားအေးနောက်၅ခုမြောက်ဘာပြောတော့၅ခုမြောက်ဘာပြောထားတော့တတိမေတ္တာဤနှဖြာလူရအစိတ်ဖြင့်ဒီထဲမှာတတိတစ်လုံးနဲ့တယ်နော်မပြောချင်တော့လို့တတိတစ်လုံးနဲ့လည်းပဲမရသေးဘူးနောက်ထပ်အမွှန်းတင်တရားလေးမေတ္တာတရားလေးကိုဆက်ပြီးတော့ပြောချင်တာသူကဟုတ်လားတတိမေတ္တာဤနှဖြာလူရအစိတ်ပြေနော်လူတွေမှာတက်နေတဲ့လောဘဒေါသမောဟအစိတ်တွေကိုဖြည့်ပေးနိုင်မဲ့အစိတ်ဖြည့်ခြင်းနှလုံးလို့ဆိုရသုံးတယ်နော်တတိနဲ့မေတ္တာနော်တတိဆိုတာကတော့တရားစကားတစ်ခုလုံးပြောရလို့နားရဝနေပြီဟုတ်လားနော်မိမိခန္ဓာမှာထင်ရှားဖြစ်နေတဲ့ယုံနာသဘာဝတရားတွေကိုမှန်မှန်ကန်ကန်အောင့်မေ့အမှတ်ရနေတဲ့သဘောဒါတတိဟုတ်လားမေတ္တာဆိုတာကတ
တ္တဝါအားလုံးရဲ့အပေါ်မှာကောင်းကျိုးချမ်းသာရသွားစေခြင်းနဲ့စိတ်ကလေးဒါမေတ္တာပဲနော်မေတ္တာမှာအနှောင်ဖွဲ့မရှိဘူးမေတ္တာမှာမျှော်လင့်ချက်မရှိဘူးမျှော်လင့်ချက်ဆိုတာသူစီကဘာညာညာရခြင်းနဲ့မျှော်လင့်ချက်မျိုးကိုဆိုလိုတာဟုတ်လားတက်ကောင်းသွားစေခြင်းနဲ့ချမ်းသာသွားစေခြင်းနဲ့စိတ်ကလေးပဲဒါပဲဘာအကြောင်းပြချက်မှမပါဘူးကောင်းစေခြင်းတာလေးတက်ပဲဘာကြောင့်ကောင်းစေခြင်းတာငါပေါ်ကကျေးဇူးရှိလို့အဲ့ဒါမျိုးမဟုတ်ဘူးနောက်ငါဒီလိုကောင်းစေခြင်းနဲ့စိတ်မွေငါပေါ်ဘလို့ပြန်ကောင်းနိုင်မယ်ဆိုတော့နောက်တောင်းတချက်တွေမပါဘူးအလွန်တန်ရှင်းတဲ့ဖြူရှင်တဲ့တတ္တဝါအားလုံးရဲ့အပေါ်မှာနောက်ပစုကိုတော့မပါဘူးလို့ကန့်ထားတာလည်းမရှိဘူးနောက်အတိုင်းအတာပမာဏမရှိတဲ့အလွန်ကြီးမားတဲ့မေတ္တာရှိတဲ့ကိုအတိုင်းအတာပမာဏမရှိတဲ့တတ္တဝါအားလုံးရဲ့ပုံမှာတော့ထားနိုင်တာကိုဘာလို့ခေါ်မလို့မေတ္တာဟုတ်လားအဲ့ဒီတတိနဲ့အဲ့ဒီမေတ္တာဒီပင်နဲ့လူသားတွေရဲ့တန်တာမှာတတ္တဝါတွေရဲ့တန်တာမှာတက်နေတဲ့လောဘဒေါသမောဟအစိတ်ကိုဖြည့်ပေးနိုင်လိမ့်မယ်လို့အဲ့လိုရေးတာဟုတ်လားတတိမေတ္တာဤနှဖျားလူရောအစိတ်ဖြည့်အစီရင်ကြတယ်ဗျာဆိုကြီးဆက်ရေးတာလေးကိုကြည့်အဲ့ဒီတတိနဲ့အဲ့ဒီမေတ္တာကိုဘလို့ဖြစ်အောင်လုပ်ရမလဲဆိုတော့အတူချုပ်ပြောပြနိုင်တယ်အလွန်ကြီးကျယ်တဲ့ဉာဏ်ရှင်လို့ဆိုရမယ်ဟုတ်လားအမှန်မြဲသောတတိပေါ်ရှင်ပြောအားတက်ပေတယ်နော်အမြဲတမ်းငါတတိဖြစ်အောင်ကြိုးစားနေမယ်ဆိုတဲ့အမှတ်ကလေးရှိရမယ်နော်အမှတ်ကိုတင်ညာကိုအမှတ်လို့ဒီလိုပါလားပြင်တယ်နော်တတိရဲ့နိကတဲ့အကြောင်းကအဲ့ဒီတင်ညာပဲခိုင်မြဲစွာမှတ်ထားတာဟုတ်လားအဲ့ဒါကိုတတိများကျင်လို့ရှင်တတိမြဲကျင်လို့ရှင်ငါဘယ်တော့ဘာလုပ်မယ်ငါဒီအလုပ်လေးကိုငါလုံးမဖြစ်မယ်လုံးမဖြစ်မယ်အဲ့လိုအမှတ်သားလေးရှိဖို့လိုတယ်မှန်ရင်းနဲ့လည်းပဲဒီသဘာဝတရားတွေရဲ့အပေါ်မှာတင်ညာတတ်တွေလည်းပဲဒါအများကြီးကိုတိုးလာအောင်များလာအောင်လုပ်ရမရောက်ဘူးလားရောက်တယ်အဲ့ဒီအမှတ်အသားတွေများလာကိုကအဲ့ဒါတတိပေါ်လာခြင်းရဲ့အကြောင်းပဲတဲ့ဟုတ်လားနော်ခိုင်မြဲတဲ့တင်ညာနော်ဒါရှိရမယ်ပြီးရင်လည်းပဲဒီတတိထားအောင်မှတတိထားအောင်မှဆိုတဲ့အမှတ်ကလေးလည်းရှိရမယ်ဟုတ်လားအဲ့ဒီတတိထားတဲ့အလေးအကျင့်ကိုကနောက်ထပ်တတိကိုထပ်ပြီးတော့ဖြစ်ပေါ်စေခြင်းရဲ့အကြောင်းဒီနေ့ပါဦးဇင်းတို့မဟာသတိပဋ္ဌာန်သုတ်တန်ထဲမှာမြတ်စွာဘုရားဟောထားတာလေးတစ်ခုရှိတယ်ကိုယ်ခန္ဓာမှာထင်ရှားဖြစ်နေတာကိုတတိထားနေခြင်းအဖြစ်နောက်ထပ်အဲ့ဒါလိုတတိတွေထပ်ပြီးတော့ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းပဲတဲ့ယာဝဒေဝညာနာမတ္တယပဋိပတိမတ္တယအနိတိတောဇဝိရတိနာသကိရှိလောကေဥပါဒိယတိလို့အဲ့လိုဟောတယ်အဓိပ္ပာယ်ကပါတော့တတိထားခြင်းတည်တဲ့အတိညာနဲ့ဖြစ်ပေါ်ခြင်းအကျိုးမှာဖြစ်တယ်တဲ့နောက်ထပ်ဓာတ်ထက်ခိုင်နေတဲ့ကောင်းမွန်တဲ့တတိတွေထပ်ပြီးတော့ဖြစ်လာကြအကြောင်းဖြစ်တယ်လို့အဲ့လိုဟောတာသူတို့ကတတိထားခြင်းကြောင့်ကိုပဲနောက်ထပ်တတိတွေထပ်ဖြစ်လာနိုင်တယ်ဒါမှမဟုတ်တရားထိုင်ပြီးကြတာတရားအထုတ်ပြီးကြတာဆိုရင်လိုအပ်ထသွားလဲတတိလေးကပါနေတော့မသိမကြိုးစားပဲနဲ့ဟုတ်တယ်မဟုတ်လားကြာမှသာအရှိန်ပြေးပြီးတော့မိမိပြောက်ဖြစ်သွားတာဟုတ်တယ်မဟုတ်လားတတိရဲ့အရှိန်လေးကရှိတယ်နော်ဒါကတတိများရင်ဘာလို့လဲတတိပဲထားဖို့ပဲလိုတယ်ပေါ့ဟုတ်လားဒါဆိုကြီးကအမှတ်မြဲတော့တတိပေါ်ရွှင်ပြောအပ်တတ်ပြီတဲ့နော်တတိကလေးမြဲခြင်းဒီပင်တတိတွေပေါ်လာခြင်းရဲ့အကြောင်းတတိတွေပေါ်လာလို့ရှိရင်ရွှင်ပြောအပ်တတ်ပြီနော်ငြိမ်ချမ်းမှုပျော်ရွှင်မှုအားရှိမှုဒါတွေကိုရနိုင်တယ်ပေါ့ဟုတ်လားဒါကတတိဖြစ်ခြင်းရဲ့အကြောင်းအတူချုပ်ပေါ့နောက်မေတ္တာဖြစ်ခြင်းရဲ့အကြောင်းဒါလေးလည်းကောင်းခန္တီခိုင်မာကောင်းကွက်ရှာမှမေတ္တာရမုတ်ချအေးချမ်းပေတဲ့မေတ္တာရှိခြင်းနဲ့ဆိုလို့ရှိရင်တဲ့ခန္တီခိုင်မာတိခံမှုတရားခိုင်မာမှာလက်ကင်လျှောရမယ်တဲ့ဘာပဲဖြစ်ဖြစ်ငါတိခံလိုက်မယ်လေဆိုတာလေမကျင်တဲ့ရင်မကျင်တဲ့တာကိုထိုင်တွေ့ပြီးတော့ငါဘယ်လိုပြန်ပြောရမလို့ငါဒါကြီးကိုဘယ်လိုရှင်းရမလို့ဆိုတဲ့အတွေ့မျိုးမတွေ့ဘူးညာတော့ဖြင့်တရားမတို့ရောဦးဇင်းတွေရောအဲ့လိုတွေ့ရနော်ကိုယ်စိတ်ထဲမှာမဟုတ်ဘူးထင်လို့ရတော့ဘယ်လိုပြန်ပြောလိုက်ရမလဲမင်းဘယ်လိုမှားနေတာငါဘယ်လိုထောက်ပြလိုက်ရမလဲဟုတ်လားဒါမှမင်းငါအဲ့လိုထင်နေတာငါအဲ့လိုမဟုတ်ဘူးဆိုတာကိုပြန်ပြီးတော့ရှင်းခြင်းဒါမှမဟုတ်ပြီးတော့ခံမယ်ဆိုတဲ့စိတ်ကတော့မရှိဘူးမတရားဘူးလို့ထင်လို့ရှိရင်ကိုကဒါကိုပြောနေတာအဲ့ဒါကိုလည်းကိုသူတော်ကောင်းသူရေးကောင်းတွေကလည်းထင်နေတာငါတို့ကမဟုတ်မခံမယ်ဟုတ်လားမဟုတ်မခံတာပြောတာဟုတ်တော့ခံလားဆိုဟုတ်တော့လည်းမခံဘူးနော်ဆရာကြီးဦးထိတ်လည်းပြောတာဦးဇင်းကအရန်သဘောကျတယ်မဟုတ်မခံဆိုတဲ့လူတွေကဟုတ်လည်းမခံပါဘူးတဲ့ဟုတ်ရင်ဘိုးတော့မခံသေးတယ်တဲ့ဟုတ်ရဲ့နဲ့ပြောရမလားဆိုတော့ဟုတ်ရဲ့လားအဲ့တော့ခန္တီတရားကိုဘာလဲတော့ခိုင်မာမွေးရမယ်နော်တိခံမယ်ဆိုတဲ့အလေးအကျင့်ကလေးတိခံမယ်ဆိုတဲ့စိတ်ဓာတ်ကလေးဘာပဲဖြစ်ဖြစ်ဒါတော်မလွယ်တဲ့ကိစ္စပါနော်တမျိုးကြအဲ့ဒီနည်းနဲ့ဒကာမတို့ဦးဇင်းတို့တွေကတိတ်မဖြေရှင်းခဲ့ဘူးတုံ့ပြန်တဲ့နည်းနဲ့ပဲဖြေရှင်းခဲ့ကြတာဒါကိုပဲအကောင်းထင်တာဒါကိုပဲအစွမ်းရှိတယ်လို့ထင်တာဒါကိုပဲလုပ်ထိုက်တယ်လို့ထင်တာဟ
ဟုတ်လားဖြောင်းမြန်ကြီးနော်မြတ်စွာဘုရားဟောပြတာကနော်လောကလူသားတွေလုံနေတဲ့အလုပ်တွေနဲ့ကဖြောင်းမြန်ဖြစ်နေမြတ်စွာဘုရားဘယ်လိုပြောလဲဘာမှတုံ့ပြန်မနေနဲ့သိတာခံလိုက်တော်တော်မလွယ်တဲ့ကိစ္စပဲဒီဥစ္စာမလွယ်လို့လည်းပဲအဲ့ဒါမြင့်မြတ်တဲ့လူတွေကနဲနေတာပေါ့ရိုးရိုးလေးဒါကြောင့်မြတ်စွာဘုရားခန္တီပရမန္တဘောတိတိခာတိကံကြီးဟာအမြင့်မြတ်ဆုံးသောကျင့်စဉ်ကျင့်ဖို့လည်းအလွန်ခက်ပါတယ်ဒီဥစ္စာကဟုတ်လားဒါပေမဲ့လို့ဒါလေးကိုတော့အကျိုးကျေးဇူးကိုနားလည်ပြီးတော့မြင့်မြတ်တာကိုနားလည်ပြီးတော့ဖြစ်အောင်တတ်နိုင်သမျှလုပ်ကြရမှာပေါ့နော်ဘာပဲဖြစ်ဖြစ်ငါသိခံနိုင်မယ်ငုံပြီးတော့ခံမယ်မှားတာမှန်တာတွေဘာမှအကြောင်းပြပြီးတော့နေတာမရှိဘူးအကိုင်းဘာဖြစ်တော့ပြီးသွားပြီပဲထားလိုက်တော့ပြောခဲ့တယ်ဆိုရင်လည်းပြီးသွားပြီမပြီးနိုင်တာကိုယ့်ကိုမပြီးနိုင်တာလေတကယ်တမ်းကဟုတ်လားဒါကြောင့်သိခံဖို့အတွက်လည်းပဲတော့ရှုတော်မျိုးစုံကပြောရမယ်ဆိုရင်တော့စကားကအများကြီးရှည်လျားတယ်ရှိတယ်ဉာဏ်ပညာလည်းကြီးဖို့လိုတယ်ဉာဏ်ပညာမကြီးဘဲနဲ့သိခံဖို့ဆိုတာလည်းသိပြီးတော့မလွယ်ဘူးဟုတ်ရဲ့လားဒါကြောင့်သိခံတယ်ဆိုတာအလွန်ဉာဏ်ထက်ဖို့လည်းလိုမယ်လို့ဥယျာဉ်ထင်တယ်နော်တဘာဝတရားတွေနဲ့ပတ်သက်ပြီးတော့သိတဲ့ဉာဏ်ပေါ့နော်အေးအဲ့ဒီခန္တီခိုင်မာကောင်းကွက်ရှာမှမေတ္တာရမုတ်ချအေးချမ်းပြီနောက်ထပ်ဘာလို့ရမလို့မေတ္တာရှာကောင်းကွက်ရှာရအောင်မေတဲ့နှစ်ချက်ပြောတယ်နော်ကိုယ်မှာသိခံတတ်တဲ့အည်သွေးရှိရမယ်တစ်ဖက်သားအပေါ်မှာကောင်းတာလေးတွေကိုရွေးချယ်ပြီးတော့မြင်တတ်တဲ့အလေးချင်းရှိရမယ်အဲ့ဒါလည်းလူတွေမှာတာမန်အဖြစ်အလွန်အားနေမြင်မြင်ဆိုရင်ဘာပဲမဆိုမကောင်းတာပဲရွေးမြင်တကယ်တကယ်လူတယောက်မှာမကောင်းတာကြီးတက်တက်စုနေတာဆိုမရှိပါဘူးကောင်းတာနဲ့မကောင်းတာနဲ့ရောနေတယ်ကိုယ့်ရဲ့နော်ကောင်းတာလေးကိုရှာတတ်တဲ့အလေးအကျင့်လေးကိုသာထူထောင်လိုက်မယ်ဆိုရင်လောကကြီးကကျင့်တတ်เสียရှိပါတယ်လူတွေရဲ့ပုံမှာမြင်ရတဲ့အမြင်ကဟုတ်လားအဲ့တော့ကိုကမကောင်းတာကြီးကိုမြင်လို့ကိုယ်စိတ်ထဲမှာမကျင့်တတ်ဘူးဆိုတော့လည်းပဲကိုယ်ပဲမကျင့်တတ်လို့ဖြစ်ရတဲ့ဒေါသရဲ့ဒဏ်ရာဒဏ်ချက်ကိုခံရတာပဲရှိတယ်အဲ့ဒီလူကြီးကတော့ကျင့်တတ်เสียဖြစ်မသွားဒါတော်တော်ကိုစဉ်းစားတဲ့အကောင်းနဲ့ဒါကြောင့်ဒါကိုတော့မကြာခဏဦးဇင်းတို့ပြောပြတယ်ဟုတ်လားကိုဒီမခံနိုင်လို့ကိုဒေါသဖြစ်လို့သူ့ကိုမကောင်းမှုလို့မြင်လို့ तू ကကောင်းသွားလားဆိုတော့ तू လည်းကောင်းမသွားကိုယ်သာလည်းတက်တက်မကောင်းတာကိုမြင်လိုက်လို့နော်ဒေါသရဲ့အရာတာကိုခံစားလိုက်ရတာပဲရှိဘာမှအကျိုးမရှိဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ကောင်းကွက်ကိုရှာတတ်ဖို့အရေးကြီးတယ်နော်အမြဲတမ်းသူတို့ရဲ့အပြစ်ကိုမြင်သူတို့ရဲ့မကောင်းတာကိုမြင်မယ်ဆိုလို့ရှိရင်ပရဝိဇ္ဇနုပတိတနေရှံဥဇ္ဇာနာတင်ញင်သောအတဝတတ္တဝဋ္ဌန္တိအာရသောအတဝခေယအလောကောင်းတဲ့ဒီကဒါလေးပရဝိဇ္ဇနုပတိတအမြဲတမ်းသူများအပြစ်ကိုပဲမြင်တယ်နေရှံဥဇ္ဇာနာတင်ញင်သောတဲ့အမြဲတမ်းကဲ့ရဲ့လို့တဲ့စိတ်ရှိတယ်အဲ့ဒီလိုစိတ်နဲ့နေမယ်ဆိုရင်ဘာဖြစ်မလဲပရဝိဇ္ဇနုပတိတနေရှံဥဇ္ဇာနာတင်ញင်သောအတဝတတ္တဝဋ္ဌန္တိအဲ့ဒီပုဂ္ဂိုလ်တဲ့အာတောတရားတိုးတယ်တဲ့အာရသောအတဝခေယနော်အတောခေအဲ့ဒါဉာဏ်လို့ဆိုတဲ့နော်ဒီမဉဏ်ဘုံဉဏ်အတောခေယဉာဏ်ဆိုတာတော့နောက်ဆုံးရဟတမဉဏ်ကိုပြောတာပါဟုတ်လားအဲ့ဒီနိဗ္ဗာန်အတောတရားကုန်ရနိဗ္ဗာန်နဲ့လည်းအလွန်ဝေးတယ်တဲ့ဒါကြောင့်ကောင်းကွက်ကိုရှာတတ်ဖို့လိုတယ်အဲ့ဒါကိုဆိုကြီးကမေတ္တာရခြင်းနဲ့နော်မေတ္တာတရားနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့ဆိုရင်ခန္တီခိုင်မာကောင်းကွက်ရှာမှမေတ္တာရမုတ်ချအေးချမ်းမေလို့အဲ့လိုရေးဟုတ်လားနောက်တတိယမေတ္တာရကလူလောကမှာလူသားတွေရဲ့တဏ္ဍာမှာတက်နေတဲ့အစိတ်တွေကိုဖြေဖို့အတွက်အစိတ်ဖြေစေနှလုံးနော်တတိဖြစ်အောင်ဘာလို့မလို့အမှန်မြဲတော့တတိပေါ်ရှင်ပြောအပ်တတ်ပြီနော်မေတ္တာဖြစ်အောင်ဘယ်လိုလုပ်မလို့ခန္တီခိုင်မာကောင်းကွက်ရှာမှမေတ္တာရမုတ်ချအေးချမ်းပြီဟုတ်လားနောက်ဒီတတိနဲ့မေတ္တာရဲ့နောက်အကျိုးကျေးဇူးလေးတူတူလေးပြောပြန်တယ်တယောက်တည်းပဲစွမ်းအင်အပြည့်နေလို့ပြီးတတိဖြစ်တာနေနော်အများတကာဆက်ဆံရာမေတ္တာပါမအစဉ်ပြေဟောဒါလေးလည်းအလွန်နှစ်သက်စရာကောင်းလူလောကကြီးမှာနေနေကြပြီဆိုရင်တယောက်တည်းနေတဲ့အခါရှိမယ်ဘေးမှာလူတွေနဲ့နေတဲ့အခါရှိမယ်နှစ်မျိုးပဲဒါပဲတယောက်တည်းနေရင်နေမယ်ဒါမှမဟုတ်ကိုယ်ဘေးမှာလူရှိပြီးတော့နေရင်နေမယ်တယောက်တည်းနေတဲ့အခါမှာဆိုရင်တော့သတိလေးနဲ့နေနေအောင်ကြိုးစားတဲ့အဲ့ဒါမှအစဉ်ပြေမယ်တဲ့နောက်ရှင်တောင်းတွင်းမြောက်တွင်းနဲ့တယောက်တည်းအကုသိုလ်များတတ်တယ်ပေါ့ဟုတ်လားတယောက်တည်းပဲစွန့်ရင်ကြည့်နေလို့ပြီးသတိဖြစ်တာနေနော်အများတကာဆက်ဆံရမေတ္တာပါမအစဉ်ပြေတယ်ဟောအများနဲ့ဆက်ဆံပြီဆိုရင်တော့မေတ္တာမပါရင်အစဉ်ပြေဘူးတဲ့နော်အများနဲ့ကလည်းပဲမကင်းနိုင်ကြဘူးအနည်းဆုံးတယောက်နှစ်ယောက်ကတော့ရှိနေတာပဲလေဟုတ်တယ်မို့လားအဲ့ဒီတယောက်နှစ်ယောက်လေးနဲ့အခုမတည်ဘူးဆိုရင်တော့အဲ့ဒါဒုက္ခအကြီးကြီးရောက်ပြီလားမှတ်ပြီတော့အဲ့ဒါမေတ္တာအားနေလို့ပဝန်းကျင်နဲ့အစဉ်မပြေတော့ဘူးဆိုလို့ရှိရင်ဟိုဘက်မှာသတိထားတဲ့လုပ်ငန်းစဉ်ကိုလည်းအများကြီးထိခိုက်နေကိုယ်စိတ်ထဲမှာဒီဒေါသတွေနဲ့မကျေနပ်တာကိုတွေးနေရတာနဲ့မြင့်မြတ်တဲ့ဘက်ကိုမရောက်နိုင်တော့ဟုတ်ရဲ့လားဒါကြောင့်အများတကာဆက်ဆံရာမေတ္တာပါမအစဉ်ပြေနော်ဒါလေးလည်းပဲပြတဲ့တော့မှတ်ဖို့မလိုဘူးလားဗျာနော်တယောက်တည်းပဲစွန့်ရင်ပြီးနေလို့ပြီးသတိဖြစ်တာနေအများတကာဆက်ဆံရာမေတ္တာပါမအစဉ်ပြေနောက်တော့ဗာဆက်ရေးပြန်တော့
တတိရှိလို့မေတ္တာရှိလို့ရရှိမဲ့အကျိုးကျေးဇူးကိုနောက်ထပ်တစ်မျိုးထပ်ပြောပြန်တယ်တတိရှိထားတရားလက်ခံပွားများပြန်ဖန်ပန်ဆက်အောင်ရှုမှတ်လေကိုယ်ကိုစောင့်လာသူ့ကိုပါမှန်စွာစောင့်နိုင်ပြီတဲ့ဟောတတိကလေးနဲ့နော်သူတော်ကောင်းတရားကိုသိအောင်ဒီတတိကိုပဲများများပွားမယ်ဆိုရင်ဆက်အောင်ပွားမယ်ဆိုရင်အဖန်ပန်ပွားများမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ကိုစောင့်လာသူ့ကိုပါမှန်စွာစောင့်နိုင်ပြီကိုယ်စောင့်ရှောက်ပြီးသားဖြစ်တယ်တဲ့တတိရှိလို့ရှိရင်ဒါနဲ့မကဘူးတဲ့သူများကစောင့်ရှောက်ပြီးသားဖြစ်တယ်တဲ့ဟောတတိရဲ့အကျိုးကျေးဇူးကိုအဲ့လိုလေးပြောနိုင်တာဒါကအကုန်လုံးဒီဘုရားဟောဒေသနာတွေနဲ့အညီဘုရားကဒါဆရာတော်ကြီးကဘယ်တုတ်တန်လေးကိုကြည့်ပြီးတော့ပြောတာဘယ်တုတ်တန်လေးကိုကြည့်ပြီးတော့ပြောတာလို့ပြောနေဝေဖန်နေရှင်းနေမှာဆိုလို့ဟုတ်လားအေးအဲ့တော့တတိရှိတာတရားလက်ခံပွားများပြန်ဖန်ပန်ဆက်အောင်ရှုမှတ်လေကိုယ်ကိုစောင့်မှသူ့ကိုပါမှန်စွာစောင့်နိုင်ပြီဟုတ်လားတတိတရားလေးကိုစက်နေအောင်ကြိုးစားရင်ကိုယ်စောင့်ရှောက်ပြီးသားဖြစ်တယ်ဘယ်သူကစောင့်တော့ဆိုတတိကစောင့်ရှောက်ပေးတာမနေ့တော့ကတတိကိုမျိုးဆောင်တရားဆိုပြီးပြောရတာတော့ရှိဘူးလားရှင်နော်ဒီခန္ဓာကိုယ်ကိုအကုသိုလ်မကောင်းတဲ့စိတ်တွေမဝင်အောင်အကောင်းဆုံးကာကွယ်စောင့်ရှောက်ပေးတာဒီတတိပဲဒါကိုရည်ရွယ်တာဟုတ်လားမကောင်းတဲ့စိတ်တွေမဖြစ်အောင်စောင့်ရှောက်ရင်မကောင်းတဲ့အကျိုးဆက်တွေမဖြစ်အောင်လည်းစောင့်ရှောက်ပေးတာဖြစ်တယ်တကယ်တည်းကနော်အကုသိုလ်တွေကြီးလို့ဘေးတွေဒုက္ခတွေကရောက်ကြတာအကုသိုလ်မဖြစ်အောင်စောင့်ရှောက်ခြင်းဒီဒုက္ခမဖြစ်အောင်စောင့်ရှောက်ခြင်းပဲဟုတ်လားဒါကြောင့်တချို့ဘေးတွေအန္တရာယ်တွေကင်းအောင်ရွတ်ကြဖတ်ကြတာတွေရှိတယ်ရွတ်ကြဖတ်ကြတာလည်းကောင်းပါတယ်ဟုတ်လားဒါပေမဲ့သူ့ထက်ပိုပြီးတော့လေးနေတဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်အကုသိုလ်မဖြစ်အောင်စောင့်ရှောက်တာကပိုကောင်းမယ်လို့ထင်တယ်မကောင်းတဲ့စိတ်မဖြစ်အောင်စောင့်ရှောက်မကောင်းတဲ့အကျိုးတွေဝင်လာစရာအကြောင်းမရှိဘူးဟိုတော့အလွန်ဆိုးဝါးလုပ်ခဲ့ဘူးရင်တော့လည်းပဲတစ်မျိုးပေါ့ဟုတ်လားသို့တော်လည်းပဲတုံးတယုံအကုသိုလ်ကဒီဘဝမှာအကုသိုလ်မဖြစ်အောင်ကုသိုလ်များအောင်ကြိုးစားရင်ပြပြောက်သွားတာတွေလည်းရှိတယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ကိုယ်ကိုစောင့်ရှောက်တယ်ဆိုတာဘယ်သူကစောင့်ရှောက်လဲဒီသတိကပဲစောင့်ရှောက်တာအဲ့လိုသတိရှိနေကိုယ့်ကိုယ်ကိုစောင့်ရှောက်မကဘူးလေကိုယ်ဝိနာကလူကစောင့်ရှောက်ပြီးသားဖြစ်တယ်အဲ့ဒါဘာပြောရတော့ကိုကြောင့်သူတို့အကုသိုလ်ဖြစ်ဘူးလို့ပြောတာတူတူလေးပြောရရင်အဲ့ဒါကိုချင်းစားရဖို့လိုတယ်အဲ့ကိုကြောင့်သူများအကုသိုလ်မဖြစ်ဖို့ဆိုတဲ့စိတ်ကူးလေးရှိနေတယ်ငါနေတာပဲသူတွေးပြီးတော့အကုသိုလ်ဖြစ်တာပဲတက်နိုင်မှမလဲလို့မစင်သားနဲ့ဟုတ်လားကိုလည်းပဲသူများကြောင့်အကုသိုလ်ဖြစ်ရတာတွေမရှိဘူးလားဒီလိုများတော့အကုသိုလ်ကိုများပါတယ်ဟောတချို့ပြောရတာတောင်ရှိတယ်အဲ့လိုဆိုရင်သူ့ကိုတော်တော်မကျေနပ်ဘူးကိုကြောင့်သူများအကုသိုလ်ဖြစ်ရင်လည်းသူများကိုယ်ကိုကျေနပ်မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားအဲ့တော့သူ့ကြောင့်ကိုအကုသိုလ်မဖြစ်အောင်ကိုယ့်ကိုယ်ပဲစဉ်းစားမယ်သူ့ကိုပြုပြင်လို့မရကိုကြောင့်သူအကုသိုလ်မဖြစ်အောင်ကိုယ့်ကိုယ်ပြင်မယ်ဆိုရင်မရဘူးလားရတယ်အဲ့တော့ကိုနေပင်လေးကိုနားလည်ဖို့လိုတာပေါ့ကိုလုပ်လို့ရတာကဘာလဲကိုလုပ်လို့မရတာကဘာလဲဒါကိုသိရမှာဟုတ်တယ်မဟုတ်လားဒါကြောင့်သတိရှိလို့ရှိရင်ကိုစောင့်မှာသူ့ကိုပါမှန်စွာစောင့်နိုင်ပြီတဲ့သတိရဲ့အကျိုးကျေးဇူးဟုတ်လားနောက်မေတ္တာရဲ့အကျိုးကျေးဇူးဘာပြောပြန်တော့တိခန္တနာဝမ်းမြောက်ညာပွားများမေတ္တာဝေသူ့ကိုစောင့်ရှောက်ကိုယ်ကုံမြောက်ပပျောက်ဘေးရန်နေတဲ့ဟောကောင်းလိုက်တာနောက်ဒါလေးလေနော်တိခန္တနာဝမ်းမြောက်ညာပွားများမေတ္တာဝေနောက်မေတ္တာတတ်တဲ့လောကကြီးကိုလူသားတွေရဲ့ပေါ်တတ္တဝါတွေရဲ့ပေါ်မှာဝေမျှနိုင်မယ်ဆိုရင်ဒါတိခန္တဲ့စိတ်ရှိရမယ်တနာတဲ့စိတ်ကရုဏာရှိရမယ်မုရိဒဝမ်းမြောက်တဲ့စိတ်ရှိရမယ်ဒါတွေကိုအခြေခံပြီးတော့တဲ့မေတ္တာတတ်တဲ့ဉာဏ်ဝေနိုင်မယ်ဆိုလို့ရှိရင်သူ့ကိုစောင့်ရှောက်ကိုယ်ကိုမြောက်ပပျောက်ဘေးရန်လုံရပြီနော်မေတ္တာထားခြင်းဒီတနာခြင်းဒီတိခတ်ခြင်းဒီနော်ဝမ်းမြောက်ခြင်းဒီအဲ့ဒီတရားတွေဟာတစ်ဖက်သားကိုစောင့်ရှောက်နေတာပါတဲ့ကိုယ်အဲ့လိုထားလို့ရှိရင်သူ့မှာကိုယ့်ရဲ့မေတ္တာတဲ့ရိုက်ခတ်မှုရှိတဲ့အတွက်ကြောင့်သူ့စိတ်ထဲမှာအနည်းဆုံးကိုယ့်အပေါ်မှာတော့သူဟာနော်ကုသိုလ်ကောင်းမှုတိုးနိုင်တယ်အကုသိုလ်ကိုကြောင့်သူမဖြစ်ဘူးပေါ့အဲ့ဒါဘုန်းတော်တို့ဓာတ်ရိပ်သူ့ကိုစောင့်ရှောက်တာတနည်းအားဖြင့်လည်းပဲကိုယ့်ရဲ့မေတ္တာရဲ့စွမ်းရည်တတ္တိကြောင့်သူ့အေးချမ်းမှုကိုထိုက်လျော်လည်းရနိုင်တယ်ဒါကြောင့်တချို့ဆရာတော်ကြီးတွေကိုဆရာတော်ကြီးရဲ့မေတ္တာဓာတ်ခံယူပါတယ်ဘုရားတပည့်တော်မေတ္တာပို့ပေးပါလို့ပြောတာကသူ့မေတ္တာဓာတ်ကြောင့်ကိုယ်ချမ်းသာသေးတယ်လို့ပြောတာဒါကတော့လူတွေကအရာရာသူများကိုအားကိုးခြင်းတဲ့စိတ်ကြီးကလည်းပဲလွှမ်းမိုးနေတယ်လို့ထင်ပါတယ်သူများရဲ့မေတ္တာတောင်ကိုယ်ဒီကိုရောက်လို့ချမ်းသာမယ်လို့ယုံကြည်တယ်ဆိုရင်အဲ့မေတ္တာကိုရအောင်လုပ်လေဟုတ်တယ်မဟုတ်လားအခုဒီဖြစ်သွားတဲ့မေတ္တာကောင်းမှုလားအဲ့ဒါပိုတောင်ကောင်းနေတယ်သူများဒီရပြီးတော့မှတစ်ချက်အရှိရိုက်ပြီးတော့ကိုယ်ဒီရောက်လာမဲ့အနေထားနဲ့ဆိုင်ကိုယ်စိတ်ထဲကိုယ့်ကိုဖြစ်အောင်လုပ်ပေါ့ဟုတ်တယ်မဟုတ်လားဒီထားပါတော့လေအဲ့ဒါမေတ္တာဆိုတာသူဘာကိုစောင့်ရှောက်တယ်ဆိုတာလေးကိုအရင်ပြောတာအဲ့လိုသူများကိုစောင့်ရှောက်ခြင်းဒီပင်လေအဲ့ဒီလူတွေကကိုယ့်ပေါ်မှာချစ်ခင်နှစ်သက်မျက်နှာမှုရှိတဲ့အတွက်ကြောင့်အဲ့ဒီလူတွေကြောင့်တော့ကိုယ်မှာဘာဘေးမှဖြစ်เสียအကြောင်းမရှိဘူးအဲ့ဒီတတ္တဝါတွေကြောင့်ကိုယ်မှာဘာဘေးမှစောင့်ရှောက်ဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်မေတ္တာဆိုတာသူများကိုစောင့်ရှောက်ရင်းနဲ့ကိုယ်ကိုပါလုံခြုံအောင်စောင့်ရှောက်သွားတဲ့တရားတတိဆိုတာကတော့ကိုယ့်ကိုယ်စောင့်ရှောက်ရင်းနဲ့သူများကိုမကောင်းတာတွေမဖြစ်အောင်စောင့်ရှောက်သွားတဲ့တရားအပြန်လာမယ်တရားဒီတတိနဲ့ဒီမေတ္တာရဲ့နောက်အကျိုးကျေးဇူးတွေကအလွန်တရာမှကြီးကျယ်တယ်ပေါ့ဟုတ်လား
အဲ့ဒါကိုနေကုန်းကျုပ်အစိတ်ကင်းกว่าလူချမ်းသာကောင်းစွာရနိုင်ပြီတဲ့နော်လောဘဒေါသမောဟအစိတ်တွေကင်းမှနော်ချမ်းသာမှုကိုရနိုင်မယ်ပေါ့အဲ့ဒါကိုရဖို့အတွက်တတိနဲ့မေတ္တာကိုအသုံးပြုရမယ်ပေါ့ဟုတ်လားဒါလေးကိုပြန်ပြီးတော့အစားဆုံးလေးရွတ်လိုက်ပါဦးမယ်တတိမေတ္တာဤနှဖျားလူရောအစိတ်ဖြေအမှန်မြဲသောတတိပေါ်ရွှင်ပြောအားတက်သည်ခန္တီခိုင်မာကောင်းကွယ်ရှာမှမေတ္တာရမုတ်ချအေးချမ်းပြီတယောက်တည်းပဲစွန့်အင်ပြီးနေလိုပြီးတတိဖြစ်လာနေအများတကာဆက်ဆံရမေတ္တာပါမှအရှင်ပြေတတိရှိတာတရားလက်ခံပွားများပံပန်းဆက်အောင်ရှုမှတ်လေကိုယ်ကိုစောင့်ကသူ့ကိုပါမှန်စွာစောင့်နိုင်ပြီဒီခန္ဓနာဝမ်းမြောက်များပွားများမေတ္တာဝေသူ့ကိုစောင့်ရှောက်ကိုယ်ကိုမြောက်ပပျောက်ဘေးရန်လုံရပြီအစိတ်ကင်းกว่าလူချမ်းသာကောင်းစွာရနိုင်ပြီနော်ဒါကဘာလဲဆိုတော့အပမာဒဆိုတဲ့တတိတရားနဲ့နေဖို့ကိုယ့်ရဲ့စိတ်ကိုနော်တရားတရားထက်ထက်တန်တန်ဖြစ်ပေါ်စေဖို့အတွက်အထောက်အကူပြုမဲ့စကားလေးတွေနော်တရားလေးတွေကိုဒါပြောလိုက်တာပေါ့ဟုတ်လားအဲ့တော့နောက်ထပ်နေကုန်းချုပ်ဦးဇင်းတို့ဗာဆက်ပြောရင်တော့ဆိုတော့ဒီနေ့တော့ဆောင်းပုတ်ကလေးတွေလင်္ကာလေးတွေရွတ်နေတာနဲ့ပဲပြီးမယ်ဟုတ်လားဟိုဦးဇင်းတို့ဝိသုဒ္ဓအောင်ကျော်ဘုရားကြီးရေးခဲ့တဲ့လင်္ကာလေးရှိတယ်အဲ့ဒါကိုဓမ္မစီရဆရာကြီးဦးထေးလိုင်ပြန်ပြီးတော့မွမ်းမံထားတဲ့လင်္ကာလေးမကြာခဏလည်းပဲဦးဇင်းတို့တော့ရွတ်ဆိုတဲ့အလေးထားရှိပါတယ်အဲ့ဒီလင်္ကာလေးလည်းကောင်းတယ်ပါပြောတော့ရန်သူဝိုင်းထားထိုယောက်ျားကပြေးသွားဖို့ရလမ်းပေါက်တာလေပြေးမထွက်လမ်းတွက်မရှိကြီးလူတယောက်ခရီးသွားတယ်ဆိုရတဲ့ရန်သူတွေရဝိုင်းရန်နှိမ့်ဆက်မဲ့အနေအထားကိုကြုံရတယ်အဲ့ဒီမှာသူကြည့်လိုက်တဲ့အခါကျတော့ရန်သူတွေဝိုင်းနေပြီမလို့အဲ့ဒီရန်သူတွေရဲ့လက်ကလွတ်အောင်ပြေးဖို့အတွက်လမ်းပေါက်တာနေတယ်ဆိုတာကိုလည်းသူတွေ့ရတယ်ဒါပေမဲ့သူပြေးမထွက်လို့လူစုတစ်ခုတွေကသူ့ကိုနှိမ့်ဆက်သွားတယ်ဆိုရင်ဒါပြေးမထွက်တဲ့သူ့ရဲ့အပြစ်ဒဏ်ဖြစ်တယ်လမ်းရဲ့အပြစ်မဟုတ်ဘူးလို့ဒီလိုပြောတာဒါဆိုလိုချင်တာကဒုက္ခငြိမ်းရာကိုရောက်စေတတ်တဲ့ဒီသီလသမารိပညာမဂ္ဂင်၈ပါးဆိုတဲ့အကျင့်လမ်းစဉ်ကြီးထင်ထင်ရှားရှားရှိတယ်။ဇာကဒေါသမောဟကိလေသာရန်သူတွေကိုယ်ကိုဝိုင်းနေတာမှန်တယ်။သို့သောအဲ့ဒီရန်သူရဲ့လက်ကလွတ်အောင်ပြေးစရာလမ်းလည်းရှိနေတာမှန်တယ်။လမ်းရှိနေတာကိုသိပါလေနဲ့မပြေးဘူးဆိုရင်ဒါသူတော်ကောင်းတရားရဲ့အပြစ်မဟုတ်ဘူး။တတ်တတ်မိုက်မဲတဲ့ကိုယ့်ရဲ့အပြစ်တန်ဖြစ်တယ်လို့ဆိုလိုတာ။နော်ဒါကိုဆိုကြီးရေးတာ။ရန်သူဝိုင်းထားထိုယောက်ျားကပြေးသွားဖို့ရလမ်းပေါက်တာလည်းပြေးမထွက်လမ်းတွယ်မရှိကြ။ဒါဥမာတစ်ခုနောက်ဥမာပါပြောလို့ဆိုတော့မစင်လူလျင်အေးကြည်လင်သည့်ရေစင်ရှိလျင်မဆေးခက်ရေတွက်မရှိလေမစင်ကြီးကြီးတွေလူတယ်လက်တို့ခြေတို့မျက်နှာတို့လူတယ်ဟုတ်လားအဲ့လိုလူကြီးဆိုလို့ရှိရင်နန်းစောနေမယ်အလွန်ရှက်စရာကောင်းမယ်မတမ်းမရှင်းဖြစ်မယ်အဲ့ဒီလိုအနေထားမျိုးနဲ့လူရတဲ့ကိုဘယ်သူမှမသွားနိုင်ဘူးနော်မစင်ကြီးကြီးလူရင်တော့တေချာပေါက်ဆေးရလိမ့်မယ်ဗျာရေမရှိရင်လည်းပဲအဝတ်တို့ဘာလို့နဲ့တုတ်ရလိမ့်မယ်အကောင်းဆုံးကတော့အဝတ်တော်တော်နဲ့တုတ်လို့တော့အနံ့ပြောင်းမှာမဟုတ်ဘူးဟုတ်လားအဲ့ကျတော့ဘာနဲ့ဆေးရအောင်ဆိုရေနဲ့ပဲဆေးရမယ်ရေပဲကောင်းဆုံးပဲဟုတ်လားမစင်လူးလေအေးကြည်လင်တည်ရေစင်ရှိလေမဆေးခက်ရေတွက်မရှိအဲ့လိုပဲတဲ့ရာဂဒေါသမောဟဒီဟုသောကိလေသာမစင်တွေပေးချမ်းနေလို့သူတော်ကောင်းတွေရဲ့အမြင်မှာကိုဟာမတန်ရှင်းဘူးနန်းစော်နေတယ်အပုပ်နဲ့တွေထွက်နေတယ်ဟုတ်လားအဲ့ဒီအနေအထားမျိုးမှာတကယ်လို့ဒါကိုတန်ရှင်းအောင်စေးကြောခြင်းတယ်ဆိုရင်မဂ္ဂင်၈ပါးသူတော်ကောင်းတရားသတိထားတဲ့လုပ်ငန်းစဉ်ဒီဟုသောရေစင်ရေအေးရှိတယ်မဆေးဘူးဆိုရင်ဒါရေရဲ့အပြစ်မို့မဆေးတဲ့ကိုယ့်ရဲ့မိုင်မဲတဲ့ကိုယ့်ရဲ့အပြစ်ပဲလို့သူကအဲ့လိုပြောတာနော်မဂ္ဂင်၈ပါးအချင်းမြတ်တရားသတိထားတဲ့အပမဒတရားဒီလုပ်ငန်းစဉ်ကိုနော်လမ်းနဲ့ဥမာပေးတယ်အခုရေနဲ့ဥမာပေးတယ်နှမျိုးနောက်တစ်မျိုးလာပြန်တယ်အော်ဟင့်ငိုကြီးယောဂတီးလေလူလဲပြာတိနာမချိတော့တပ်ပိမြင်မြောတမားတော်နဲ့ဆေးကြော်ရှိလေမစားခက်ဆေးတွက်မရှိလေဒီဥမာလည်းအလွန်ကောင်းပါလေဟုတ်လားအော်ဟင့်ငိုကြီးယောဂတီးလေလူလိမ့်ပြာတိနာမချိတော့တပ်ပိမြင်မြောတမားတော်နဲ့ဆေးကြော်ရှိလေမစားခက်ဆေးတွက်မရှိလေဒီဘက်ကရှင်းပြစရာမလိုတော့အောင်ကိုရှင်းတယ်ကောင်းလိုက်တာဆောင်းဖို့ရှိတဲ့လူကဟုတ်လားတခါလေးဆောင်းဖို့ကလေးတွေစီဖို့ကြိုးစားကြည့်တယ်နော်နှစ်ဖူးကချွေးတောင်ဆို့လာတယ်ကောင်းကောင်းဆောင်းဖို့တစ်ဖူးရဖို့မလွယ်ဘူးဒါလည်းသူ့ပါရမီနဲ့သူလာတာဟုတ်လားနော်သူ့ပါရမီနဲ့သူလာတာမလွယ်ဘူးအဲ့တော့ဒါမှပြောရတော့ယောဂဗျာနှိမ့်ဆက်လို့အပြင်းထန်အော်ဟစ်နေရတယ်အပြင်းထန်ဒုက္ခကိုတွေ့နေရတယ်ဒီယောဂကိုမိုးချပြောင်းမဲ့ဆေးလည်းရှိတယ်ဆေးဝါးကိုစနစ်တကျဒီလန်တကျညွှန်ပြပေးမဲ့ဆရာလည်းရှိတယ်ဒါကိုကဆရာကိုလည်းအာကိုရကောင်းမှမသိဘူးဆေးကိုလည်းသုံးရကောင်းမှမသိဘူးဒီယောဂရဲ့တန်ကိုပဲပိန်လိမ်ပြီးတော့ပေးတည်ပြီးတော့ခန်းနေတဲ့ဆိုရင်ဒါသူ့အပြစ်ပဲလို့ဒီလိုပြောတာဟုတ်လားဘယ်နှမျိုးတော့ဥမာ၃မျိုးဟုတ်လားအဲ့လိုပဲတဲ့အပေဘုံတို့မချွတ်ပုံမြေစွတ်စွတ်တနာကိလေသာကိုမြစ်ပါပဲဖြတ်အပြစ်တက်ရန်သမထဥပဒနာတရားရှိတုံညာလေးမပွားနိုင်အားဗျာပါများတရားအတွက်မရှိလေ
ဒါကလူရင်းအတိပဲပေါ့ဟုတ်လားအပေခွင်တို့မချွတ်ပုတ်မြေဆွဆွတနာကိလေသာကိုနော်ရေးတာတော်တော်ကောင်းပါနော်ကိလေသာတွေဖြစ်တယ်ဆိုတာကအခုလုံးလုံးစေပူလောင်ဆင်းရဲယုံညမကပဲနဲ့ထွတ်တဲ့အစာပေါင်းများစွာဆင်းရဲမဲ့အပေလေးပါးကိုပို့နိုင်တဲ့နော်ဓာတ်တဘာဝဒီကိလေသာထဲမှာရှိတယ်တဲ့အပေခွင်တို့မချွတ်ပုတ်မြေဆွဆွတနာကိလေသာကိုတခါတလေကိုယ်မှာမကောင်းတဲ့စိတ်တွေမြင်လို့ဖြစ်လို့ဩဒါတွေကိုငါပယ်မှာပဲလို့ငါဖြစ်အောင်လုပ်မှာပဲလို့စိတ်ကူးတဲ့အခါမှာဒီမကောင်းတဲ့စိတ်တွေဟာလုံးလုံးစေပူလောင်စေတယ်ဆင်းရဲစေတယ်ပင်ပန်းစေတယ်လို့လည်းပဲစဉ်းစားတတ်ရမယ်အဲ့ဒီလောက်နဲ့မလုံးတော့သေးဘူးနောက်မှလည်းပဲအလွန်ဆိုးရတဲ့ဒုက္ခတွေကိုဆက်လက်ပြီးတော့ရှိကြနေစေလိမ့်မယ်လို့ဒီလိုလဲတွေးတတ်ဖို့လို့တယ်အဲ့လိုတွေးရမယ်လို့လည်းမြတ်စွာဘုရားဟောတယ်အဲ့လိုတွေးလိုက်လို့ရှိရင်ဘာဖြစ်တော့အဲ့လိုတွေးလိုက်တဲ့အခိုက်အတန့်မှာကိုပဲအဲ့ဒီလောဘဒေါသမရှိတော့ဒါလည်းတွေ့စဉ်းစားကြည့်ဒါမြတ်စွာဘုရားဟောထားတာရှိတယ်ဗျဥစဉ်တုတ်တန်နာမည်တော့မေ့နေတယ်နော်ဘုရားလောင်းဘဝတုန်းကတဲ့ဘုရားလောင်းဘဝဆိုတာဟိုးဝေးကွာတဲ့ဘဝကိုပြောတာမဟုတ်ဘူးဘုရားဖြစ်ခါနီးနော်တော့ထွက်လာပြီးတဲ့နောက်ဘုရားမဖြစ်သေးခင်ဒီကာမဝိတ္တဗျာဝရဝိတ္တဝိညာဝိတ္တဆိုတဲ့မကောင်းတဲ့ယုံညံ့တဲ့အတွေးတွေအဲ့ဒါတွေဖြစ်လာတယ်ဆိုရင်ငါစဉ်းစားလိုက်တယ်တဲ့အော်ဒီအတွေးတွေကငါ့ကိုအခုလည်းပဲပိုးလောင်အောင်နှိမ့်ဆက်တယ်နောက်လည်းဒုက္ခဖြစ်အောင်လုပ်မဲ့အရာတွေမကောင်းတဲ့တရားတွေပဲလို့ငါစဉ်းစားလိုက်တာနဲ့အဲ့ဒီအတွေးတွေပျောက်သွားတယ်တဲ့ကိုယ့်ကိုလက်တွေ့လုပ်ကြည့်ဖို့လိုတယ်နော်အေးဒါပါလေအပေခွင်တို့မချွတ်ဖို့မြည်ဆွဆွတနာကိလေသာကိုမြစ်ပါပေဖြတ်အပြီးတတ်ရန်ဝိပဿနာတရားရှိတုံများလေမပွားနိုင်အားဗျာပါများတရားအတွက်မရှိလေသူတော်ကောင်းတရားရဲ့စွမ်းရည်ကိုပြောတာအဲ့လောက်ဆိုးတဲ့ကိလေသာကိုပယ်နိုင်တဲ့အစွမ်းသူတော်ကောင်းတရားမှာရှိတယ်ပေါ့ဟုတ်လားဒါကိုရေးပုံလေးကမပွားနိုင်အားဗျာပါများတရားအတွက်မရှိလေကိုတွေးနေကိုဟာကိုအဖြေတွေကတလွဲတွေရနေတာလှုပ်အုံးမဆိုတဲ့အဖြေမှမရဘူးမတတ်နိုင်သေးပါဘူးဒီပညာတွေပဲနော်အရေးကြီးနေပေါ့စိတ်ထဲမှာဒါကိုရတဲ့အဖြေကိုလုပ်တာပဲလေဒါဦးဇင်းတို့လည်းဒီတိုင်းပဲပြည့်တဲ့တို့လည်းဒီတိုင်းပဲနော်ကိုရတဲ့အဖြေတိုင်းကိုလုပ်နေကြတာဒါအဖြေကလည်းကိုထုတ်တဲ့အတိုင်းကိုရတာပဲအတကုရဲ့အခြေခံဉာဏ်ထဲမှာဘာတွေရှိတော့ဒါပေါ်မှာလည်းအများကြီးမူတည်တာပေါ့အဲ့တော့ဒီလိုလေးတွေတွေးတဲ့အောင်မမှန်ကန်ကန်တွေးတဲ့အောင်ဒါဘုရားဆရာရှိတဲ့သူတော်ကောင်းကြီးတွေကတင်ပြပေးထားတာဒါလေးတွေကိုကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာထည့်ထားအဲ့ဒါကဘာလဲဆိုတော့မှန်ကန်တဲ့အဖြေတရက်ကိုရနိုင်တယ်မှန်ကန်တဲ့အဖြေကဘာလို့ငါသတိနဲ့ကိုနေမှဖြစ်မယ်ဆိုတာဒါပဲလူရင်းကတော့ဒါပဲရိတ်တာကိုသွားအောင်မယ်ဆိုတော့တိုင်းထက်လွန်ကောင်းတယ်ဒါတို့တော့တတ်တတ်မှတ်လုံနိုင်တာပေါ့နော်အေးမသွားနိုင်ဘူးဆိုရင်လည်းငါတတ်နိုင်တယ်များအိမ်မှာနော်ဒီဟာတွေငါမကင်းကွာနိုင်လေလို့လုံနေရတယ်အဲ့တော့အကောင်းဆုံးကတော့လုံတဲ့နာကိုလုံတာအကောင်းဆုံးပေါ့ဒါပေမဲ့ဒီခါလေးလုံတဲ့နာကိုမလုံနိုင်တာတွေရှိတယ်လုံနိုင်တဲ့လောက်ကလေးစပြီးတော့လုံဖို့လည်းမလိုဘူးလားလိုရဲ့နော်လုံချင်တဲ့လောက်ကြီးမလုံနိုင်သေးခင်မှာလုံနိုင်တဲ့လောက်ကလေးစပြီးတော့လုံဖြစ်ဖို့လိုတယ်ဒီခါလေးလူတွေကအလွန်အံ့ချော်တယ်ပေါ့အများကြီးမှန်းထားပြီးတော့ရတဲ့နည်းနည်းလေးကိုမယူအများကြီးလည်းမရအောင်နည်းနည်းလေးလည်းမရဘာမရပါရောဟုတ်တယ်မဟုတ်လားဘယ်တော့ကြတော့ဘာတွေလုပ်လိုက်မယ်ဘယ်တော့ကြတော့ဘလို့ကိုလုပ်ပလိုက်မယ်အဲ့ဒါကဘယ်တော့မှမသိဘူးဟုတ်လားလောလောဆယ်ကတော့လွတ်သွားပြီလောလောဆယ်လွတ်သွားပြီနော်တရားကအလွန်သိမ်မွေ့ပါတယ်ဟုတ်လားအဲ့လိုအနာဂတ်မျှော်လင့်ချက်တွေနဲ့လည်းပဲကိုယ်စိတ်ကကိုယ့်ကိုမလုပ်ဖြစ်အောင်လှည့်စားတတ်တယ်ဟုတ်လားအနာဂတ်မှာလုပ်မယ်ဆိုရင်လည်းလုပ်ပါမလုပ်ရဘူးမဟုတ်ဘူးအနာဂတ်ကအခုသွားလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးအခုလုပ်ရမှာကအခုကိုလုပ်မှရဟုတ်လားဒါကြောင့်လုပ်ချင်သေးပေါက်လာပြီဆိုရင်လုပ်ရတော့ငါအနာဂတ်ကိုပြောနေတာဒါအဲ့ကြတော့လည်းလုပ်ပေါ့ဟုတ်လားလုပ်ချင်သေးပေါက်လာရင်အခုကိုလုပ်လိုက်လို့မရဘူးလားရတယ်နော်လုံရင်းတန်းတန်းနဲ့ကိုပဲသတိကပ်ပြီးတော့ထားလိုက်ကိုလုံနေတဲ့လုံလက်စအလုံရင်းတန်းတန်းနဲ့ကိုသတိကပ်ပြီးတော့ထားလိုက်လို့ရတယ်ကဲလုံနေတဲ့လုံလက်စကရက်ထားလို့ရမယ်ဆိုရင်ကဲရက်ပြီးတော့အဲ့ဒီအချိန်မှာနင်းနေတဲ့ဣရိယာပုတ်လေးနဲ့ကိုနှလုံးသွင်းလိုက်ဘုရားကန်းတဲ့ကိုပွားစရာမလိုသေးဘူးပွားပြီးတော့နိုင်မယ်ဆိုရင်လည်းအတိုင်းထက်လွန်ကောင်းပါတယ်ဟုတ်လားတိုးတော့ကိုကကားစီးရင်နဲ့အမှတ်ရတယ်ဆိုရင်ကားစီးရင်လုပ်ပေါ့စကားပြောရင်အမှတ်ရတယ်ဆိုရင်လည်းအရင်ကြီးတဲ့စကားဆိုရင်ရက်ထားလိုက်တော့ငါဆိုတော့မှားသွားတာငါအဲ့တိုင်းနေရမကောင်းကိုကပြောတာတော့သူတော့ပြောနေလို့ဖြစ်မှာမဟုတ်ဘူးဟုတ်လားအဲ့ဒါကိုအချိန်ကလေးတတ်ပြီးတော့နေလိုက်ပေါ့မရဘူးလားညာနော်ကိုလှုပ်ချင်တယ်ဆိုရင်အကုန်လုံးကိုယ့်လက်ထဲမှာပဲရှိပါတယ်ဒါကတကယ်တန်ဖိုးထားမယ်ဆိုရင်တော့လှုပ်ဖြစ်အောင်ဒီညာကကိုယ့်ကိုအမျိုးမျိုးနော်နီလန်းတွေပေးသွားမယ်ကိုယ့်ကိုအစီအစဉ်တကျဖြစ်အောင်လုပ်ပေးသွားမှာပဲဟုတ်ရဲ့လားဒါကြောင့်ဒီလင်္ကာလေးလည်းပဲဦးဇင်းကသဘောကျလို့ပေးတဲ့တော့ရွတ်ပြတာဟုတ်လားအပေခွင်တို့မချွတ်ပုမြဆွဆွတနာကိလေသာကိုမြစ်ပါပဲဖြတ်အပြီးတတ်ရန်တမထဥပဒနာတရားရှိတုံညာလေးမပွားနိုင်အားဗျာပါများတရားအတွက်မရှိလေတဲ့နော်ကိုပြည့်တယ်မဖြစ်ရလေကိုပြည့်ဖြစ်ရင်ကိုပဲခံရမယ်ပေါ့ဟုတ်လားနောက်ဆုံးဏိကုံးကျုပ်လင်္ကာကတော့ဦးဇင်းတို့မင်းကုန်းစော်ကြီးရဲ့လင်္ကာဒါကြတော့လူတိုင်းရမယ်လို့ထင်ပါတယ်ဟုတ်လားယုံနာဓမ္မသင်္ခါရတို့ကိုကဤပုံဖြစ်လို့တုံလဲဝ
တဖုံစင်ခွဲသူတနေဖြင့်ဖောင်းလွဲတတ်စွာဓမ္မရာကိုပညာစက္ခုမျှော်ထောက်ရှု၍ယခုပင်လည်းမအိုခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလောယခုပင်လည်းမနာခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလောယခုပင်လည်းမသေးခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလောယရုချိန်ထောက်သေခြင်းရောက်မှချုပ်မြောက်ခန္ဓာတေဘိငါဟုဤချိန်ရောက်မှချုပ်မြောက်ခန္ဓာတေဘိငါဟုမရဏခခင်ရှင်သေမင်းနဲ့မိသိင်းအဖွဲ့ချင်းအချက်တည်တစ်စက်ကမှမရှိကြဘူးအပ္ပမဒေနတံပါရိထဘုရားစကားလိုက်နာပွားသည်တရားလက်မလွတ်စေနဲ့ဒါကတော့လူတိုင်းအတွေ့များတဲ့လင်္ကာလေးဒီထဲမှာလည်းပဲအလွန်လေးနဲ့တဲ့အဓိပ္ပာယ်တွေရိုးရှင်းတဲ့အဓိပ္ပာယ်တွေမပါဘူးလားပါတယ်နော်ယုံနာဓမ္မသင်္ခါရတို့ကိုကဤပုံဖြစ်လို့တုံလဲတဖုံစင်ခွဲသူတည်းဖြင့်ဖောက်လွှဲတတ်စာဓမ္မရာကိုတဲ့ယုဒ္ဓနန္ဒတို့ရဲ့တဘာဝတရားကကိုယ်လိုဆန္ဒနဲ့အမြဲတမ်းထပ်တူထပ်ကြဖြစ်နေမှာမဟုတ်ဘူးနော်တခါတလေလေးထပ်တူတာတော့ရှိကောင်းရှိမယ်ပေါ့များသောဖြင့်တော့ကိုဖြစ်ချင်တာနဲ့တမျိုးစီကြီးပဲသူကဖြစ်ပြသွားတာပဲများပါလေဒါကလည်းပဲကိုယ်စောသန္တာကိုဆန့်ကျင်ကောက်ွက်ပြီးတော့တမင်ကန့်လန့်တိုက်ပြီးတော့ဖြစ်သွားတာမဟုတ်သူဖြစ်ဆက်ရှိတဲ့အကြောင်းတိုင်းဖြစ်သွားတာဟုတ်လားဒါကိုနားလည်ဖို့လိုတယ်နော်ယုံနာဓမ္မသင်္ခါရတို့ကိုကဤပုံဖြစ်လို့တုံတဲ့တဖုံစင်ခွဲသူတည်းဖြင့်ဖောက်လဲတတ်စာဓမ္မရာကိုဒါကိုဟာသာတဘာဝတရားတို့ရဲ့ဓမ္မရာပဲတဲ့သူဖြစ်ခြင်းတိုင်းဖြစ်နေတာကိုသာတဘာဝတရားတို့ရဲ့ဓမ္မရာပဲဒါကိုကောင်းကောင်းနားလည်ရမယ်ပေါ့ဆွလို့တာကဒါဝေယဓမ္မသင်္ခါရပြင်းစွာထိလန့်စေဆိုတာနဲ့အတူတူပဲလို့ပြောနိုင်ပါလေဟုတ်တယ်မလားသောသောကလင်္ကာလေးနဲ့လေဟုတ်လားယုံနာဓမ္မသင်္ခါရတို့ကိုဤပုံဖြစ်လို့တုံတဲ့တဖုံစင်ခွဲသူတည်းဖြင့်ဖောက်လွဲတတ်စွာဓမ္မရာကိုပညာစက္ခုမျှော်ထောက်ရှုလေဉာဏ်နဲ့မမကန်ကန်ဉာဏ်မျက်စိလေးနဲ့မြင်အောင်ကြည့်တဲ့ဘလောက်ထိကြည်ကြည်လင်းလင်းပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းမြင်နိုင်မလဲ။သတိအားကောင်းရင်တော့အများကြီးမြင်နိုင်တယ်။နောက်အချိန်နဲ့မျှပြောင်းလဲနေတဲ့သဘာဝအချိန်နဲ့မျှဖြစ်ရှင်လူကြီးကိုဖြစ်နေတဲ့သဘာဝကိုတိမမြင်နိုင်ဘူးလား။မြင်နိုင်တယ်။ယုံနာဓမ္မသင်္ခါရတို့ငငယ်တော့ဘလောက်တည်တုံးဆိုတော့အော်ဒီလင်္ကာကတည်တော့မှပြည့်စည်တာကိုရည်ညွှန်းတာလောက်ပဲထင်တာ။အမှန်ကအဲ့လောက်ဟုတ်ဘူးလား။မဟုတ်ဘူး။အချိန်နဲ့မျှပြည့်စည်နေတာကိုမြင်ဖို့လိုတယ်။နောက်ယုံနာဓမ္မသင်္ခါရတို့ကိုယ်ကဤပုံဖြစ်လို့တုံလဲတပုံစင်ခွဲသူတည်းဖြင့်အောက်လွဲသက်စာဓမ္မရာကိုပညာစက္ခုမျှော်ထောက်ရှု၍ဉာဏ်ပညာလေးနဲ့ကြည့်ပြပါဆက်လို့ယခုပင်လည်းမအိုခင်ကမနာခင်ကမသေးခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့ကြိုတင်ကောင်းမှုကြိုးစားပြုလို့ဆိုတဲ့နေရာမှာကောင်းမှုကိုလူတွေကဦးသိအမြင်ပေါ့နော်လူအများစုကကောင်းမှုကိုဘလောက်ဖယ်စိတ်ထဲတွေးမိကြတာပြီးတာကဏ္ဍလူတာတန်းတာလောက်ပဲမြင်ကြတာဗျာတတော်တော်ကိုပဲအမြင်ကျင်းနေတယ်လို့ဆိုရမှာပေါ့နော်ကောင်းမှုလို့ပြောလိုက်လို့ရှိရင်ဘလောက်ထိဦးဇင်းတို့ကမြင်စေခြင်းတုံးဆိုရင်စိတ်ထဲမှာဖြစ်နေတဲ့အလွန်မြင့်မြတ်တဲ့တတိတွေဝိရိယတွေတမာတွေပညာတွေအဲ့ဒါတွေကိုမြင်သိခြင်းတာအဓိကအဲ့ဒါတွေကပို့ပြီးတော့အည်သွေးရှိတဲ့ကောင်းမှုတွေလို့မဆိုနိုင်ဘူးလားဒါနဲ့လူတွေကလူထင်တာမြင်တာလုပ်ပြတဲ့ကောင်းမှုတွေလောက်ပဲသွားပြီးတော့မြင်တာကျူတင်ကောင်းမှုကြိုးစားပြုလို့ဆိုတော့ကျူတင်ကောင်းမှုကြိုးစားပြုလို့ဆိုတော့ဘယ်လိုလဲလှူရမယ်ထားရမယ်ဟာဥပုသ်တဲ့ဆောင်သွားမယ်မြင်တာထင်တာရှိတဲ့လောက်ကြကန်ကြတဲ့ပုံတွေကိုပဲမြင်မိကြတယ်ပေါ့နော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနော်တရားနဲ့ပတ်သက်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အလေးနဲ့ထားတဲ့ပုဂ္ဂိုလ်တွေလောက်တာနဲ့ကျူတင်ကောင်းမှုကြိုးစားပြုလို့ဆိုတာဒါနသီလလောက်တည်းမကဘူးဥပြီးတော့အရေးပါတဲ့အမြဲတမ်းစိတ်သက်ထဲမှာကောင်းမှုဆိုတဲ့ကုသိုလ်ဆိုတဲ့အပြစ်ကင်းတဲ့ဒီတတိဝိရိယဉာဏ်ပညာတမာတိဒီတရားလေးတွေဖြစ်နေဖို့ကိုအဓိကကြီးညွှန်းတာလို့နားလည်ဖို့မလိုဘူးလားအဲ့ဒါကပို့ပြီးတော့အရေးကြီးတာဟုတ်လားဒါကြောင့်ကျူတင်ကောင်းမှုကြိုးစားပြုလို့ဆိုတာကိုအဲ့လိုလေးလေးနဲ့စဉ်းစားရမယ်အထူးသဖြင့်ကောင်းမှုတွေထဲမှာပညာဆိုတဲ့ကောင်းမှုကအထူးအထိကောင်းမှုပဲကောင်းမှုကိုတရားစုလိုက်ရင်အုပ်စုကြီးလေးခုရှိတယ်ဒါနအုပ်စုရှိတယ်သီလအုပ်စုရှိတယ်တမာတိအုပ်စုရှိတယ်ပညာအုပ်စုရှိတယ်အုပ်စုတစုတဲ့တစုဒီပိုရေးအရေးသွေးရှိလာတယ်ပိုရေးအထက်တန်းကျလာတယ်သူရှိနေရတဲ့သူပဲဒါနထက်သီလကပို့ပြီးတော့အဆင့်မြင့်မာတယ်တမာတိကသီလရဲ့အထက်မှာရှိတယ်ပညာကတော့ခေါင်းမှာရှိတယ်အဲ့ဒီပညာကိုဥစားပြီးတော့ပြောရင်တော့ဟုတ်လားမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာရအောင်လုပ်ရမယ်ဒီဝါဒီခန္ဓာနဲ့ပတ်သက်ပြီးတော့အမှန်သဘောတရားတွေကိုသိအောင်ကြိုးစားရမယ်ဒီပညာကိုရရင်လည်းအဓိကခုနကသတိကိုပဲပြန်ပြီးတော့ကောက်ရမှာဟုတ်လားအဲ့တော့သတိခိုင်မြဲမှာမှန်မှန်ကန်ကန်သိတဲ့ပညာဆိုတာရမှာမှန်မှန်ကန်ကန်သိတဲ့ပညာဆိုတာရမှာကောင်းမှုတွေမှာအထုထိပညာကိုရအောင်ကြိုးစားအထောက်နေရရောက်တယ်အဲ့ဒါကမှတကယ့်ကိုအာကိုရာနော်ခိုင်မာတဲ့အာကိုရာကျွန်တော်ဒီလည်းအာကိုရာဖြစ်ပါသို့တော့ပညာလောက်တော့အာကိုရာမကြည့်ဘူးဒါကြောင့်မင်းကုန်းဆိုကြီးပြောတာရှိတယ်နော်ဆရာတော်ကြီးကိုတစ်ချိန်မှာနော်စီရိုးမှားတာနဲ့တူတယ်စီစာမှားတာစီရိုးမှားတာတစ်ခုဖြစ်တယ်သူနားထဲမှာကြားတယ်တဲ့နော်ဇီဝိတတန်တံ
2 နာရီလောက်ပဲကြံတော့တယ်လို့ကြားတယ်တဲ့2 နာရီလောက်နေသေတော့မလို့ကြားတာဆရာကြီးနားထဲမှာပေါ့အဲ့တော့သူအရန်ကြီးကြောက်သွားတာမရှိဘူးဒါပေမဲ့တန်ဝေကရတယ်ရုပ်တရက်ဖဲတဲ့အောင်းစရာကောင်းတယ်ဒါဆရာကြီးကိုလည်းပြန်ပြောတဲ့စကားတွေတရားတွေကဟုတ်လားရုပ်တရက်ဖဲတဲ့ဘာပြောလို့ဆိုငါသေတော့မယ်ဆိုပါလားပေါ့အဲ့လိုဆိုရင်ငါဘာအားကိုးမလို့လို့သူစဉ်းစားမိတယ်တဲ့အဲ့လိုစဉ်းစားလိုက်တဲ့အခါကျတော့နားထဲမှာအလွတ်လိုပဲပညာလို့ကြားတယ်တဲ့သိလားအဲ့ဒီကစပြောဆိုကြီးကသင်္ခါရတရားတွေဟာမတည်မြဲဘူးမတည်ရင်တရားဆိုတာအချိန်မျိုးကြုံနိုင်တယ်ဒါကြောင့်မိမိရဲ့အကျိုးစီးပွားသူတော်ရဲ့အကျိုးစီးပွားကိုအခုချိန်ပဲကြိုးစားအထောက်ကြဆိုတဲ့အဆုံးအမကိုမပေးရင်တာဝန်ကြီးတယ်လို့တော့မခံစားရဘူးတဲ့အဲ့ဒီအဆုံးအမကိုသူအမြဲတမ်းပေးတယ်ကာထာလေးတစ်ခုလည်းရေးတယ်အဲ့ဒီသင်္ခါလေးကအဲ့ဒီကာထာလေးကနေပေါက်ခွာလာတဲ့လင်္ကာလေးပဲဒါကဆက်ဆက်မှုရှိရာလေးကိုအရင်ပြောပြတာဟုတ်လားဒါကြောင့်ယုံနာဓမ္မသင်္ခါရတို့ကိုကဤပုံဖြစ်လို့တုံးလဲတခုစင်ခွဲသူတည်းဖြင့်ဖောက်လို့တဲ့ဆိုဓမ္မရာကိုပညာစက္ခုမျောတောင်းရှု၍ယခုပင်လည်းအိုခင်ကယခုပင်လည်းမနာခင်ကယခုပင်လည်းမသေးခင်ကကျိုးတင်ကောင်းမှုကြိုးစားပြုလို့တော့ကျိုးတင်ဆိုတာဘာပြောတာလဲလို့တာတော့ခုလို့ရတာပဲဘလို့ဘယ်ကြောင့်ဒီဟာကိုကျိုးတင်လို့ပြောတာကစဉ်းစားတော့ဘာကိုရည်ရွယ်ပြီးတော့ကျိုးတင်လို့ပြောလိုက်တာလဲဒီချင်းတရားကိုရည်ရွယ်ပြီးတော့ကျိုးတင်လို့ပြောတာဗျဟုတ်တယ်မို့လားနော်မသေးတော့ဘူးဆိုရင်တော့ကျိုးတင်စရာမလိုသေးအေးစစ်စစ်နေလိုက်ဖို့ပဲဟုတ်လားအဲ့ဒီတဲ့ချိန်မှာကိုကရင်ဆိုင်နိုင်မှုဖြည့်ရှင်းနိုင်မှုကြည်ကြည်သာသာရှိဖို့ချမ်းချမ်းသာသာရှိဖို့နော်မသေးခင်ကစားတော့လုံးဝရမှာတေဂာနီးမှာကတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးမလွယ်ဘူးပေါ့တေဂာနီးမှာတော့ဟုတ်လားဒါကြောင့်ကျိုးတင်ဆိုတာတစ်ချိန်မှာတေရလိမ့်မယ်တစ်ချိန်မှာဒုက္ခတွေ့လိမ့်မယ်အဲ့ဒီဒုက္ခမတွေ့သေးခင်မှာကျိုးတင်ပြီးတော့အထောက်ရမယ်ဒါကိုပြောတာကျိုးတင်ဆိုတာဟုတ်လားကျိုးတင်ကောင်းမှုကြိုးစားပြုလို့ရရုချိန်ထောက်ဤခါရောက်မှချုပ်ပြောက်ခန္ဓာတေအပ်မှာဟုမရဏခွင့်ရှင်သင်မင်းနဲ့မိသင်းအဖွဲ့ချင်းချက်ကတစ်စက်ကမှမရှိရဘူးတဲ့ဘယ်ချိန်ကျမှငါသိမယ်ငါဘယ်လောက်ထိနေမယ်ဆိုတာကိုလုံးလို့ရတဲ့ကိစ္စမဟုတ်ဟုတ်သိရင်တရားနဲ့အချင်းချက်ထားလို့လည်းမရတစိုးလည်းဆောင်ထိုးလို့လည်းမရဘာမှဒါကိုတက်နိုင်တဲ့ကိစ္စမဟုတ်အဲ့ဒီအချက်ကိုစဉ်းစားပြီးတော့နော်အပ္ပမဒေနတမ္ပါဒိဋ္ဌဘုရားစကားလိုက်နာပွားသည်တရားလက်မလွတ်ရှင်နဲ့တဲ့နော်အပ္ပမဒနဲ့စလိုက်တဲ့တရားအပ္ပမဒနဲ့အဆုံးသတ်တာတော်တော်မင်္ဂလာရှိပါတယ်ဟုတ်လားတဏှာကြီးနဲ့3မိနစ်တောင်ရှိသွားပြီဟုတ်လားဂိုင်မထိုးပါဘူးပြောမပြောတော့ပြောရင်တာကိုကိုအောင်ပြောလိုက်တယ်နော်အဲ့ဒါပိဋကပေါင်းတော်ကတော့ဒီကနေ့နော်တရားစကားရက်စီလို့အိမ်ပြန်ကြမယ်တရားကြီးဒီမှာကြီးများကိုနော်အကောင်းဆုံးမြတ်စွာဘုရားရဲ့အဆုံးအမနော်အပ္ပမဒေနတမ္ပါဒိဋ္ဌဒါကိုအဓိကထားပြောပါတယ်ဟုတ်လားစာပိုင်းမှာပြောတော့မစိုးရုံကြောင့်တရား6ပါးဒါဦးဇင်းတို့ပြောရတယ်နော်ဒါကြီး4တာဆိုတော့ဘုရားကြီးရေးထားတဲ့ဆောင်းပုဒ်ကလေးဟုတ်လားပြီးတော့ဆိုတော့ဘုရားကြီးရဲ့အပ္ပမဒနဲ့ဆက်တဲ့ဆောင်းပုဒ်ကလေးတွေလင်္ကာလေးတွေရွတ်ပြီးတော့ဦးဇင်းတို့တည်တယ်လို့မြင်တယ်လို့ကလေးဒါရှင်းပြခဲ့တယ်ပေါ့ဟုတ်လားအဲ့ဒီဆောင်းပုဒ်ကလေးတွေလည်းပဲတစ်ချိန်ကြာရင်တရားဓမ္မတို့ရဲ့လက်ထဲကိုရောက်မယ်လို့ထင်ပါတယ်ဟုတ်လားအခုတော့စီးနှင်းနေတော့မှရှိသေးတယ်နော်ဒါလေးတွေဓမ္မလက်ဆောင်အနေနဲ့ပေးတယ်အလွန်ကောင်းပါတယ်နော်တူတူလေးတွေနဲ့ဖတ်မိရင်ကျေပြတ်တဲ့အတွေးတွေလေးနဲ့တဲ့အသိဉာဏ်တွေကိုရစေပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သည်နော်အပ္ပမဒေနတမ္ပါဒိဋ္ဌဆိုတဲ့မြတ်စွာဘုရားအဆုံးအမကိုလိုက်နာပြီးတော့အပ္ပမဒဆိုတဲ့တရားလက်ကင်ထားပြီးတော့ဘဝရဲ့လက်ကျန်အချိန်လေးမှာကြည်တည်ရှိမင်္ဂလာရှိနော်ကောင်းမှုတွေကိုကြိုးစားအထောက်ပြီးတော့နောက်ဆုံးဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိပြီးတော့မဉ္ဇဉ်ပုညမျက်နှိပ်ပါကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း